ကျွန်တော်အမေကခုတင်ပဲရာဆက်တန်ပေးလာတယ်လူချင်းတွေ့ပြီးအောင်တွဲတော့စပွဲစီချက်ချင်းသွားဖို့အတင်းအကျပ်ဖိအားပေးနေတာချိန်ထားတဲ့သူကရှမ်မီသားစုရဲ့တမီကြီးဆုံးပိုင်ဆိုင်မှုဘီလီယံချီရှိတဲ့အမျိုးသမီးတွေးပြီးရက်ဆက်တယ်လို့နာမည်ကြီးတဲ့ရေခဲဘရင်မ CEO ပေါ်ကောလာဟာလာတွေရသူကလုံးဝအေးဆက်ဆက်နိုင်ုံတင်မကပဲပြင်းထန်တဲ့စိတ်ကြစိတ်ကြွယောဂ bipolar disorder လည်းခံစားနေရတာတဲ့စိတ်ခံစားချက်ကလုံးဝမတည်ငြိမ်ဘူးဒီစီစဉ်ထားတဲ့အိမ်အောင်ရေးကိုလုံးဝဖျက်ဆီးပစ်ဖို့ကျွန်တော်ကတော့ကိုတဘာဝအတိုင်းပဲနေပြလိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဘာအသုံးမကျတဲ့အလကားလူလေလွင့်အလုံးမရှိတဲ့သူတယောက်လိုဟန်ဆောင်ပြီးပေါ့ဒါပေမဲ့ကျွန်တော်နားမလဲတာကသူကကျွန်တော်ကိုဘာလို့အဲ့ဒီလိုကြီးကြည့်နေရတာလဲရှားပါရတနာတစ်ခုလိုစိုက်ကြည့်နေတာမေတော်ကြီးကဖုံးဆက်ဆက်ချင်းကျွန်တော်ကိုအော်ဟစ်ဆူပူတော့တာပဲသူ့လေတန်ကဘလောက်တောင်ကြမ်းလဲဆိုရင်ကျွန်တော်စကားတခွန်းတောင်ကြားဖြတ်ပြောခွင့်မရဘူးလူရှင်း၍ခုချက်ချင်းတဲ့၍ပတ်ဘီလီယံကအောင်တွဲတော်စပွဲစီမင်းဖင်ကိုရအောင်ရွှေ့ခဲ့တစ်ဖက်လူကရှမ်မီသားစုရဲ့တမီကြီးဆုံးရှန်ကျင်ချိုးမင်းသားကိုဖျက်ဆီးပစ်ဖို့ရဲရင်မင်းရဲ့ credit card တွေအကုန်လုံးကိုငါပိတ်ပစ်မယ်ကျွန်တော်လူရှင်း၍ဆိုတာထိတ်တန့်ချမ်းသာတဲ့လူမီသားစုရဲ့တူးလေးသောတရားဝင်အမွေဆက်ခံသူကျွန်တော်ဘဝရဲ့တသက်ဒါရီမန်းချက်ကိုရိုးရိုးရှင်းရှင်းစကလုံးနှလုံးနဲ့အချင်းချုပ်လို့ရတယ်ပက်လက်လန်နေမှာပဲပြင်းပြင်းကြီးနေမှာပဲဒီကြီးကျယ်တဲ့ပန်းတိုင်အတွက်ကျွန်တော်နှစ်ပေါင်း20ကျော်ပတ်လုံးကြိုးကြိုးစားစားဟန်ဆောင်လာခဲ့တာကိုပြင်းရတဲ့ဖြုံးတီးသူလူမိုက်လေးပညာမတတ်ပဲအလိုလိုက်ခံထားရတဲ့တတိသားလေးတယောက်ဖြစ်အောင်မြင်မြင်ပြောင်းလဲနိုင်ခဲ့တယ်အခုတော့အောင်တွဲတော့စပွဲစီအတင်းသွားခိုင်းနေပြီအဲ့ဒါကလည်းဒဏ္ဍာရီလာရေခဲပြင်းမ CEO နဲ့လေရက်ဆက်တဲ့နီးဗျူဟာတွေရှိပြီးဘဲချိန်မစိုးစိတ်ခံစားချက်ပောက်ကွဲသွားနိုင်တဲ့သူရှန်ကျင်ချိုးကျွန်တော်ကိုဟာတာတစ်ခုလိုသဘောထားနေတာသိတာတယ်ဘာပဲဖြစ်ဖြစ်ဒါကိုကျွန်တော်တေချာပေါက်ပျက်စီးအောင်လုပ်ရမယ်တဲ့ယူပတ်ဘီလီယံအစ်မြင့်တီးတန့်ကလပ် VIP ခန်း3ကျွန်တော်တမင်တက်ခြေလန်းနှောက်နေအောင်လုပ်ခဲ့တယ်နိုင်ဝက်လောက်နောက်ကျပြီးမှရောက်သွားတာတကားကိုတွန်းဖွင့်ပြီးဝင်သွားတဲ့အချိန်မှာကျွန်တော်ကတချင်းတစ်ပုတ်ကိုညှင်းနေတော့မယ်မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့အမျိုးသမီးကအတန်ကြားတော့မောကြည့်လိုက်တဲ့အခိုက်အတန့် VIP ခန်းထဲကအပူချိန်ကရုတ်တရက်အနှဲငယ်ကျဆင်းသွားတယ်လို့ကျွန်တော်ခံစားလိုက်ရတဲ့သူကကွက်တီချုပ်လုပ်ထားတဲ့အဖြူရောင်ဝတ်စုံကိုဝတ်ထားတာသူ့မျက်နှာတွင်ပြင်ကဘလို့မှအဖြစ်ပြောစရာမရှိအောင်တေးတက်လွန်းနဲ့ဒါဆိုဒါရှန်ကျင်ချိုးပေါ့တောက်သူကတကယ်ကိုလှပလွန်းနဲ့အဲ့ဒီမျက်နှာကိုကြည့်ဦးအဲ့ဒီကိုလုံးကိုရောစိတ်မကောင်းစရာကတော့သူကရေခဲတောင်ကြီးတစ်လုံးဖြစ်နေပြီးအလုတ်လွန်လုတ်တဲ့သူဖြစ်နေတာပဲကြအဖူတာကတော့သူကစိတ်ကြစိတ်ကြွယောဂတောင်ရှိပြီးစိတ်ကြွတာနဲ့စိတ်ကြတာတွေကြားအမြဲကူးပြောင်းနေတတ်တာတဲ့သူ့ကိုလက်ထက်တဲ့သူကတော့ရှစ်ဘဝစာချိန်စာတင်တာပဲဒါကိုမြန်မြန်ပဲဖြတ်ရမယ်သုံးခုနဲ့သူကျွန်တော်ကိုဘလော့လုပ်သွားအောင်စူးစမ်းမယ်ပြီးရင်ကိုယ့်ရဲ့စိန်ခံလူနေမှုဘဝကိုဆက်ဖို့အိမ်ကိုမြန်မြန်ပြန်မယ်ကျွန်တော်ဖြုံးတီးသူလူမိုက်လေးတယောက်ရဲ့အပြုံးမျိုးမျက်နှာပေါ်မှာလှုပ်ယူလိုက်ပြီးဘာဟန်ဆောင်မှုမှမရှိပဲတဘာဝအတိုင်းခြေထောက်ချိတ်ထိုင်လိုက်တယ်ဘာဟန်ဆောင်မှုမှမရှိပဲတဘာဝအတိုင်းခြေထောက်ချိတ်ထိုင်လိုက်တာမရှန်ဟုတ်တယ်မလားစောင့်ခိုင်းမိတာစိတ်မရှိပါနဲ့လမ်းမှာရင်ကြောပိတ်ဆို့မှုကငရဲလိုပဲဖန်ခွက်ကိုလှမ်းယူတော့မဲ့ရှန်ကျင်ချိုးရဲ့လက်ကမတိမတာတောက်တင်းသွားတယ်သူကျွန်တော်ကိုဆူဆူဆိုင်ဆိုင်ကြည့်လာတယ်ပြီးတော့ပထမဆုံးအကြိမ်ဖြစ်သူ့မျက်ဝန်းထဲမှာဝေခွဲမရတဲ့အရေးအယောင်တစ်ခုပေါ်လာတယ်စပွဲထိုးမီနူးယူခဲ့မရှန်ကျွန်တော်ကိုအာနာမနေနဲ့ကြိုက်တာမှဒီနေ့ကျွန်တော်ကြွေးမှာကျွန်တော်ရက်ရောပြောလိုက်တယ်ဘာပဲဖြစ်ဖြစ်ဒါငါအဖေပတ်စံပဲငါဂယုမဆိုင်ဘူးမြန်မြန်မှတခါတည်းမှပြီးရင်မြန်မြန်ပြန်လို့ရတယ်ဒီကလတ်ထိုင်စုပ်ကအရန်ပဲကျွန်တော်ဖင်ကိုနာစေတဲ့အိမ်ကကျွန်တော်ကလတ်ထိုင်ကိုတော့မမီဘူးကျွန်တော်ရဲ့ဂိမ်းစောတဲ့ကလတ်ထိုင်ကပိုပြီးတက်တောင့်တက်တာရှိသေးတယ်ရှန်ကျင်ချိုးရဲ့ကျွန်တော်ပေါ်ကြည့်တဲ့အကြည့်ကပိုပြီးထူးဆန်းလာတဲ့ရွှေရှားမှုမရှိတဲ့အပြင်သူ့နှက်ခမ်းတောင်တွေကအနှဲငယ်တွတ်တက်သွားသေးတယ်အမြင်မားတာဒါတေချာပေါက်အမြင်မားတာပဲမစ္စတာလို့ရှင်ပဲဆုံးဖြတ်လိုက်ပါဒါဆိုအစည်းကြီးဆုံးကာဗီယာ9ဦးတပွဲနဲ့82ခုနှစ်ထုတ်လာ5 live 5ဝိုင်းတပုတ်ဖွင့်ပေးပါဒီနေရာကကာဗီယာကတော်တော်ငံပြီးခါတောင်ခါတယ်ပြီးတော့အဲ့ဒီလာ5ဆိုတာကလည်းစက်မှုစုံထုတ်အရက်ကိုရောထားတဲ့အရာသာမျိုးဒါကဘာမှမသိတဲ့လူတွေကိုပဲလှည့်စားလို့ရတာသူသားဒါကိုတကယ်ကောင်းညင်ရင်သူ့ကြိုက်ကတာမန်ပဲအိမ်ပြန်ပြီးကိုယ်တိုင်ချက်ထားတဲ့စီးတီးဝိုင်ကိုပဲတောက်လိုက်ချင်တော့တယ်ရေဖန်ခွက်ကိုကင်ထားတဲ့ရှန်ကျင်ချိုးရဲ့လက်စစ်တွေကအားဆိုင်ထားတာကြောင့်အနှဲငယ်ဖြော့သွားတယ်သူကျွန်တော်ကိုကြည့်လာတယ်ပြီးတော့ပထမဆုံးအကြိမ်ဖြစ်သူ့မျက်ဝန်းထဲမှာစိတ်လှုပ်ရှားမှုလှိုင်းတဘိုးတွေပေါ်လာတယ်ကျမကိုရေနွေးတစ်ခွက်ပေးပါကျေးဇူးပဲဒါပေမဲ့ဝိုင်းကတော့မတောက်တော့ဘူးကျမအရက်နဲ့မတည့်ဘူးစက္ကန့်အနှဲငယ်ကြတော့ကျွန်တော်တွေးလိုက်မိတယ်ဒီမျိုးသမီးကဘာလို့ဇညွန်အတိုင်းဖြစ်မလာတာလဲပုံမှန်လုပ်ပြန်မှုဆိုရင်ဒေါသတကြီးထွက်သွားရမှာမဟုတ်ဘူးလားသူကဘာလို့စကားဆက်ပြောနေသေးတာလဲမဖြစ်ဘူးငါစေးပမာဏတိုးရမယ်မရှန်မင်းတကယ်လာတာပဲငါရေးစားလုပ်ပါငါမှာကြီးကျယ်တဲ့ရီမန်းချက်တွေမရှိပါဘူးငါမိသားစုကအရန်စင်းရဲလုံးလို့ငါတို့မှာကျန်တာဆိုလို့ညစ်ပတ်တဲ့ပတ်စံအချို့ပဲရှိတယ်ငါနဲ့တွဲရင်မင်းနေတိုင်းဒီဇိုင်နာတစ်စိတ်တွေဝေ့ရပြီးစူပါကားတွေမောင်းရမယ်လို့ငါအာမခံတယ်ဒါဆိုရင်တော့ဘယ်သူမဆိုယွန်ရှာဖို့လုံလောက်ပြီးမဟုတ်လားအပပတူအဲ့ဒီရေနွေးနဲ့ကျွန်တော်မျက်နှာကိုလှမ်းပတ်မဲ့အချိန်ကိုကျွန်တော်တိတ်တဆိတ်စောင့်နေခဲ့တယ်ဒါပေမဲ့ရှန်ကျင်ချိုးကကျွန်တော်ကိုငင်ငင်လေးပဲကြည့်နေတဲ့ရှားပါရတနာတစ်ခုကိုတေးသေးချာချာလေ့လာနေတယ်လို့မျိုးသူ့ဖုန်းတုံခါလာတဲ့အလုပ်အစီရင်ခံစာဖြစ်ပုံရတဲ့သူ့မျက်ခုံးတွေချက်ချင်းတွန့်ကွေးသွားတဲ့စိတ်ပြတ်မှုနဲ့နာကျင်မှုတွေကသူ့မျက်ဝန်းထဲမှာထင်ထင်ရှားရှားဖြစ်ပြေးသွားတယ်ဒါကစိတ်ကြစိတ်ကြွယောဂတစ်ဖောက်တော့မဲ့တတိပိလက္ခဏာပဲအကောင်းသားပဲမြန်မြန်ပဲပောက်ကွဲလိုက်စမ်းပါဒီအမူအရာကိုကြည့်ရတာအလုံးမှာပြဿနာရှိနေပြီထင်တယ်သူ့လက်ထောက်ကဒီလိုအချိန်မျိုးကိုကွက်တီရွေးပြီးစာပို့လိုက်တာပဲဘာမျောမြင်မှမရှိဘူးဒါတေချာပေါက်3လပတ်အစီရင်ခံစာရဲ့ပြဿနာပဲဗန္ဒာရေးနဲ့အယောင်းဌာနအကြီးအကဲတွေကိုတိုက်ရိုက်ဖုန်းဆက်လိုက်ရုံပဲ data နိုင်ရှင်ချက်စရာကိုစစ်ဆေးလိုက်ရင်မိနစ်30အတွင်းပြဿနာကိုရှာတွေ့နိုင်တယ်တကယ်ပါပဲလူအုပ်စုပဲသူအလုတ်ဆင်းပြီးအိမ်ပြန်ဖို့ကိုတကယ်
နောက်နေစေတဲ့ရှန်ကျင်ချိုးကရုတ်တရက်ဖုန်းကိုကောက်ကင်လိုက်တဲ့သူ့လက်ချောင်းတွေကစကရင်ပေါ်မှာမြန်မြန်ဆန်ဆန်ရိုက်နေနေတဲ့စက္ကန့်အနေငယ်ကြတော့သူ့ဖုန်းကိုပြန်ချလိုက်တဲ့အန်အောစရာကောင်းတာကသူ့မျက်ခုံးပေါ်မှာခုတင်တင်ပဲစုပြုံနေတဲ့စိတ်ပြတ်မှုနဲ့နာကျင်မှုတွေကမျက်စိတမိတ်အတွင်းပျောက်ကွယ်သွားတာပဲဖိအားပေးတဲ့ခံစားချက်ကြီးပျောက်သွားပြီးသူကျွန်ုပ်ကိုစူးစမ်းတဲ့အကြည့်နဲ့ကြည့်လာတယ်ကျွန်တော်ရဲ့စိတ်အားထက်သန်နေတဲ့အမှုအရာကြားထဲမှာပေါ့သူ့ရဲ့နှကန်းနီလေးတွေကအနေငယ်ကွေးညွတ်သွားတယ်ကျမတို့စမ်းကြည့်လို့ရတာပဲဟင်းစမ်းကြည့်ရအောင်နဲ့ကျွန်တော်အပြုံးကချက်ချင်းတောင့်တင်းသွားတယ်ဘိုက်ကိုအထိုးခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်ဘာကိုစမ်းကြည့်ရမှာလဲကျွန်တော်ကိုမိတင်ချိုပြီးပြားတွေကိုလွင့်ပစ်ဖို့စမ်းကြည့်မှလားဒီမျိုးသမီးကောင်းထဲမှာတစ်ခုခုမှငါနေတာလားကျွန်တော်ကကိုဘာမှအတုံးမကျတဲ့လူယုံမတယောက်လိုပြသပြီးပြီလေအဲ့ဒါကိုသူကတကယ်သဘောတူလိုက်တာလားသူကတကယ်ပဲဒီလိုပုံစံမျိုးကိုကြိုက်တာလားရှန်ကျင်ချိုးရဲ့မျက်ဝန်းထဲမှာအပြုံးဖြော်လေးဖြစ်ပြေးသွားတယ်ရှင်နာမမပါဘူးကျမတို့ရီးစားအဖြစ်စတွဲလို့ရတယ်တယောက်ကိုတယောက်သိအောင်လုပ်ကြည့်ရအောင်ကျွန်တော်ပါစက်ကြီးဟသွားတယ်စကားတခွန်းတောင်မပြောနိုင်တော့ဘူးဇညွန်းကဒီလိုရေးထားတာမဟုတ်ဘူးလေကြိုးချောင်းစီလျော်မှုအရဆိုရင်သူကျွန်တော်ကိုဆဲဆူချိန်မောင်းရမယ်ပြီးရင်ချင်းတွေးမှုကပျက်စီးသွားမယ်ပြီးရင်ကျွန်တော်အိမ်ပြန်ပြီးပက်လက်လန်နေတဲ့ဘဝကိုဆက်ရမှာဒါပါကြီးလဲငါတော့သွားပြီးဒီတခါတော့ငါလုံးဝကိုသွားပြီးငါအမျိုးသမီး CEO ကိုရအောင်ယူနိုင်ခဲ့တာကိုငါအမေသာတိသွားရင်အမေကငါ့ကိုအခုကစပြီးကုမ္ပဏီမှာအတင်းအလုပ်လုပ်ခိုင်းတော့မှတေချာတဲ့သူငါ့ကိုအတင်းအလုပ်လောက်ခိုင်းတော့မှငါရဲ့ပက်လက်လန်နေမဲ့ဘောကငါရဲ့အကောင်းစားစားတောက်ပွဲတွေငါကိုယ်တိုင်ချက်တဲ့ဆန်ဝိုင်တွေအဲ့ဒါတွေအားလုံးငါစီကနေလွတ်ထွက်သွားတော့မှလားရှန်ကျင်ချိုးကကျွန်တော်ရဲ့ဖြူနေတဲ့မျက်နှာကိုကြည့်လာတယ်သူကဥဆောင်ပြီးကျွန်တော်ကိုပေါင်းထားတဲ့ကတငါးတုံးခတ်ပေးတယ်ရှင်းပုံစံကြည့်ရတာတိတ်မကောင်းဘူးစားလိုက်ဦးကျွန်တော်ပကံထဲကငါးကိုစိုက်ကြည့်နေမိတယ်ရဲတောက်နေတဲ့တလုံးပူကြီးကိုကြည့်နေရတယ်လို့ပဲဒီမျိုးသမီးကတော့တေချာပေါက်စိတ်မမှန်ဘူးငါပို့ပြီးအတုံးမကျလေသူကပို့ပြီးဂယုစိုက်လေပဲဒါကဒဏ္ဍာရီလာပြောင်းပြန်ဖြစ်တတ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးလားရှန်ကျင်ချိုးကမောကြည့်လာတယ်သူကျွန်တော်ကိုနက်ဆိုင်စိုက်ကြည့်တယ်စင်ကျင်တုံတရားမရှိတဲ့ကလေးတယောက်ကိုကြည့်နေတဲ့အကြည့်မျိုးနဲ့ကျမကာဗီယာနဲ့ဝိုင်းနီကိုမကြိုက်ဘူးတရုတ်စားစာပဲကြိုက်တယ်တိုက်ဆိုင်လိုက်တာကျွန်တော်လည်းကြိုက်တယ်အထူးသဖြင့်ဒီပေါင်းထားတဲ့ကကတငါးပေါ်မိပူချိန်ထိန်းကြီးမှုကကွက်တီပဲစဖို့မှုရဲ့လက်ရာကမစိုးဘူးစိတ်မကောင်းစရာကတော့ကျွန်တော်မှအခုလုံးဝကရွေးမရှိဘူးဖြစ်နေတာရှန်ကျင်ချိုးကကျွန်တော်ရဲ့အမူအရာကိုလစ်လူရှုထားပုံရတယ်သူရင်ကြေးစားတောက်နေတယ်ဒါပေမဲ့သူ့ရဲ့ခြင်းစိတ်ကိုအောက်ထားရတယ်လို့ပဲရတယ်နောက်တစ်ခါချင်းတွေ့ရင်သူ့ကိုအင်တာနက်ကဖေးမှာတညလုံးထားပစ်မယ်ပြီးရင်တော့လမ်းဘေးဆိုင်မှာဆက်ပြက်နေတဲ့ဟော့ပေါ့မော်လာဆန်ဂိုသွားစားမယ်ပိုင်ဆိုင်မှုဘီလီယံချီရှိတဲ့ CEO တယောက်ကဒါကိုတောက်ခံနိုင်မယ်လို့ကျွန်တော်မယုံဘူးစားတောက်မှုပြီးဆုံးသွားတယ်ကျွန်တော်ကျိုးပြတ်သွားတဲ့တောခွေးတစ်ကောင်လိုကလတ်ထဲကနေဝုန်းကနေပြေးထွက်ခဲ့တယ်တည်တယ်ပေးမဲ့ကွင်းပြင်ကနေတီတီလေးလွတ်မြောက်လာတယ်လို့ခံစားရတယ်ကားပေါ်ရောက်ချင်းပဲအမေဖုန်းဆက်လာတယ်တားရှန်ချင်းချိုးကမင်းကိုအရန်သဘောကျတယ်တဲ့အမေဒါအထင်လွဲတာဘာမှအထင်လွဲစရာမရှိဘူးချင်းချိုးကပြောတယ်မင်းကအရန်ယိုသားပြီးဟန်ဆောင်မှုမရှိဘူးတဲ့ဟိုအပြင်ကဟိတ်ဟန်များတဲ့အပေါ်ရန်ယောက်ျားတွေနဲ့မတူဘူးတဲ့ကျွန်တော်စွန့်သွားတယ်ယိုသားတယ်ဟုတ်လားသူစိတ်ချင်းဆက်ပြီးဖတ်နိုင်တဲ့စွမ်းအားများရှိနေတာလားမဖြစ်နိုင်တာလုံးဝမဖြစ်နိုင်ဘူးကျွန်တော်ဖုန်းချလိုက်တယ်လီလာကိုနင်းပြီးဒုံးပြန်တစင်းလိုအချိန်ပြင်းပြင်းမောင်းထွက်ခဲ့တယ်ကျွန်တော်မသိလိုက်တာကတော့ကျွန်တော်ထွက်သွားပြီးနောက်သူ့လက်ထောက်ချန်ချင်းကလုံးဝမယုံနိုင်တဲ့ပုံစံမျိုးဖြစ်နေတာတထေးရှန်ဒီဘဲလာရှင်တကယ်ပဲအဲ့ဒီလူတက်ခင်လေးနဲ့တွဲမလို့လားရှန်ကျင်ချိုးကပင်ပန်းနှွမ်းနေစွာနဲ့သူ့နာထင်ကိုပုတ်တက်လိုက်တယ်မနေ့ကလေးကသူ့ရဲ့စိတ်ကြွယောဂါကစိတ်ကြွတဲ့အဆင့်တွေကိုရောက်နေတာသူ့တကူလုံးကဘဲချိန်မစိုးပောက်ကွဲတော့မဲ့ရန်အိုးတလုံးလိုခံစားနေရတာသူကြည့်လိုက်သမျှအရာတိုင်းကမျက်စိစပါးမွေးစရာကြီးဒါပေမဲ့ခုတင်ပဲလူရှင်းရွေရဲ့စိတ်ထဲကရွယ်ဆောင်ပြောနေတဲ့စကားတွေကိုကြားလိုက်ရတဲ့အခါသူ့ကောင်းထဲကပြတ်တော့မလို့တင်းကျပ်နေတဲ့အာယုံကြောတွေကအကြောင်းရင်းမရှိပဲရောကျသွားခဲ့တယ်သူ့ရဲ့ရှုပ်ပွားပြီးလွင်မျောနေတဲ့အတွေ့တွေကတဟဇာတာဖြစ်တဲ့တေးသွားတပုတ်လိုသူ့ရဲ့စိတ်ခံစားချက်တွေကိုပြေကျော်စေခဲ့တယ်ဒါက9နှစ်အတွင်းပထမဆုံးအကြိမ်ပဲသူစေးဝါးတွေကိုမမီဝဲပဲနဲ့အနက်ဆိုင်ဆုံး6ကန်းပါးထဲကနေကိုပြန်ဆွဲထုတ်နိုင်ခဲ့တာချန်ကျင်ကျမအတွက်တခုခုစုံစမ်းပေးစမ်းမြို့တောင်ပိုင်းမှာအင်္ဂါဆုံးဆက်ပြက်နေတဲ့ဟော့ပေါ့ဆိုင်အဲ့ဒါအတိအကျဘယ်နားမှာလဲဟာရှန်ကျင်ချိုးကရှင်းမပြခဲ့ဘူးသူနှုတ်ခမ်းကိုအနှဲငယ်ကွေးညွတ်လိုက်ရုံပဲတညလုံးအင်တာနက်ကဖေးလမ်းပေးဆိုင်နောက်ရက်အနှဲငယ်မှာကျွန်တော်စိုးရိမ်ပူပန်မှုကိုမအောက်နိုင်ခဲ့ဘူး3ရက်ဆက်တိုက်အိမ်ပြင်မထွက်ခဲ့ဘူးစက်ပြစ်ဝိုင်းချက်ရင်တနေ့လုံးအိမ်ထဲမှာပဲအောင်းနေခဲ့တယ်ကျွန်တော်ရဲ့နုနယ်တဲ့နှလုံးသားကိုထုံထိုင်းသွားအောင်စူးစမ်းရင်းပေါ်ဒီလိုဘဝမျိုးကိုကျွန်တော်ဆက်ပြီးမတောက်ခံနိုင်တော့ဘူးကျွန်တော်ရဲ့ပက်လက်လန်နေမဲ့အစီအစဉ်ကတရားဝင်ပျက်စီးသွားပြီးရှန်ကျင်ချိုးကကျွန်တော်စီမှာဘာကိုအတိအကျသဘောကျနေရလဲကျွန်တော်ကဘာချင်းချောက်မှုမှမရှိဘူးလို့သူထင်နေတာလားကျွန်တော်ကပြည့်စုံတဲ့ကိရိယာတစ်ခုဖြစ်နေလို့လားအစိုးဆုံးအချိန်ခလုံးမှာကျွန်တော်ဖုန်းကရုတ်တရက်မြည်လာတဲ့စကရင်ပေါ်မှာစာလုံးကြီး3လုံးဖြစ်ပြေးသွားတဲ့ရှန်ကျင်ချိုးကျွန်တော်လက်တွေတုံရင်လာတယ်ကျွန်တော်လက်ထဲကစပစ်ဖြော်ရည်ခွက်ကျန်းပြင်ပေါ်ကြလူနီးပါဖြစ်သွားတယ်ဟဲလို့လှပတဲ့မရှန်ကျွန်တော်ကိုလွမ်းနေပြီလားဘယ်မှာလဲအိမ်မှာပေါ့ပြင်းလို့တေတော့မယ်ကျွန်တော်တို့အပြင်ထွက်ပြီးအပျော်ပါသွားရှာရင်ဘလို့လဲလာလေးတယောက်ကိုတယောက်နာကျင်အောင်သွားလို့ကြရအောင်ကျွန်တော်အသေးချပြင်ဆင်ထားတဲ့မြို့တောင်ပိုင်းကညစ်ပတ်ပြီးရှုပ်ထွေးတဲ့လမ်းတစ်ခုစိန်ခံပြီးအစီပြန်တဲ့ package တစ်ခုကောင်းပြီးအိမ်မှာပဲစောင့်နေကျမလာခေါ်မယ်သူ့ဖုန်းကိုတန်းချလိုက်တဲ့ကျွန်းတော့အဲ့ဒီမှာတင်ကြောင်အန်းနဲ့ရက်ကြံခဲ့တဲ့အချိန်အတော်ကြာအောင်တတိပြန်မဝင်နိုင်ခဲ့ဘူးနိုင်ဝက်ကြတော့ဘင်တလီဘန်လေးကားတစ်စီးအိမ်ရှိမှစိုက်လာတယ်ကျွန်တော်တမင်တက်ဦးကောင်းခွန်ပါတဲ့တီရှပ်အပေါက်တွေနဲ့ဂျင်းပေါင်းပြီးတော့ညက်ဖက်နှက်ကိုလဲဝတ်လိုက်တယ်
ကျွန်တော်ကားထဲကိုဘန်တိုဘန်စင်နဲ့ဝင်ထိုင်လိုက်တယ်ရှန်ဂျင်ချိုးကကျွန်တော်ကိုတစ်ချက်ကြည့်လာတယ်သူ့မျက်ဝန်းတွေကကျွန်တော်ရဲ့ညက်ဖက်နှက်ပေါ်မှာအတိအကျသူမြတသမစက္ကန့်လောက်ရပ်တန့်သွားတယ်ဟုတ်တယ်ကျွန်တော်ကိုနှာခေါင်းရှုပ်လိုက်စမ်းပါမြန်မြန်ပဲကျွန်တော်ကိုကားပေါ်ကနေကန်ချလိုက်မောင်းနာနီပါလဲကျွန်တော်တို့ဘယ်ကိုသွားနေတာလဲရှင်မဲအစီအစဉ်တွေလှုပ်ထားပြီးပြီမဟုတ်လားသူဘလို့သိတာလဲဟိုလေလွင့်တငယ်ချင်းလေးယောက်ကလှုပ်ဝက်ချက်ကိုပေါက်ကြားလိုက်တာလားဘာပဲဖြစ်ဖြစ်အစီအစဉ်အတိုင်းပဲသွားမယ်မြို့တောင်ပိုင်းကညဈေးကိုသွားပါဒရိုင်ဘာရဲ့လက်ကချော်သွားတယ်စတီယာရင်ကဝိတ်ကနေဖြစ်သွားတယ်ခြံချင်းကကျွန်တော်ကိုဂျိုသားတယောက်လိုကြည့်လာတယ်အန်ရှန်ချင်းချိုးတယောက်တည်းပဲဘာမူရာမှမရှိပဲနေနေတာကားထဲကအခြေအနေကတကယ်ကိုအနေရခက်စရာကြီးကျွန်တော်စကားပြောစရာတခုခုရှာရမယ်မရှန်ပုံမှန်ဆိုဘာတွေအလုပ်ရှုပ်နေလဲကျွန်တော်ကိုအလုပ်အကြောင်းတော့လာမပြောနဲ့နော် stock share တွေရန်ပုံငွေတွေအနာဂတ်ကုန်သွယ်မှုတွေအဲ့ဒီနာမည်တွေကြားရုံနဲ့တင်ကျွန်တော်ခေါင်းကကိုက်ချင်လာပြီးစာချုပ်တွေစစ်ဆေးတယ်အစည်းအဝေးတွေတက်တယ်တခါတရံမှာဘာမှမသိတဲ့လူအချို့ကိုဖြေရှင်းရတယ်ဟာဟာတွေ့လားကျွန်တော်သိတာပဲသူကတကယ်ကိုပြင်းစရာကောင်းတဲ့အမျိုးသမီးပဲသူ့ဘဝမှာအလုပ်ကလွဲရင်ဘာမှလုံးဝမရှိဘူးတနာစရာကောင်းလိုက်တာရှန်ကျင်ချိုးကသူ့လက်ချောင်းတွေကိုစိတ်လိုက်ပြီးရုတ်တရက်ရက်လိုက်တယ်ပြီးတော့ကျွန်တော်ကိုတက်တက်မောကြည့်လာတယ်ရှင်ကောပလက်လန်နေတာကလွဲရင်ရှင်ဘဝမှာဘာရှိသေးလဲကျွန်တော်အရက်တောက်တယ်ဘာတွေသွားတယ်ဂိမ်းစော်တဲ့ဘဝကကောင်းမွန်နေတဲ့အချိန်မှာပျော်ပျော်နေရမယ်ကိုကိုပျော်ရွှင်စေမဲ့အရာမှန်သမျှကျွန်တော်လုပ်တယ်တကယ်တော့ကျွန်တော်ကအိမ်မှာအားကစားလုပ်ရတာကိုပိုကြိုက်တယ်ဟင်းချက်နီးတွေအတိုင်းဟင်းချက်ရတာဝိုင်းအချို့ချက်ပြီးလူတိနေတဲ့လွတ်လပ်တဲ့ရုပ်ရှင်တွေကိုရှာကြည့်ရတာပေါ့ဘာတွေကအရန်စုညံလို့နေတကယ်တော့ကျမလည်းရုပ်ရှင်ကြည့်ရတာတော်တော်ကြိုက်တယ်ရှင် The Wolf of Wall Street ကဝန်ပို့လို့ဒါမှမဟုတ် The Godfather ဖခင်ကြီးကိုကြည်လာဒီလိုအလုပ်အလွန်လုပ်တဲ့သူကတော့ဝန်ထမ်းတွေကိုဘလို့ကောင်းပုံဖြတ်ရမလဲဆိုတာတင်ယူဖို့စီးပွားရေးအရာအောင်မြင်တဲ့ရုပ်ရှင်တွေကိုပဲတေချာပေါက်ကြည့်မှာရှန်ကျင်ချိုးကခေါင်းကိုညင်သာစွာခါရမ်းလိုက်တယ်ခဏတာတိတ်ဆိတ်သွားပြီးနောက်သူစကားပြောလာတယ်ကီကူဂျီရိုကျွန်တော်ရုတ်တရက်မှင်တက်သွားတယ်ကီကူဂျီရိုတဲ့အဲ့ဒီနှွေးထွေးပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ရုပ်ရှင်သူကတကယ်ပဲဒီလိုအမျိုးအစားကိုကြည့်တာလားကျွန်တော်သူ့ရဲ့အေးဆက်တဲ့မျက်နှာကိုကြည့်လိုက်တယ်ကျွန်တော်နှလုံးသားကရုတ်တရက်ခုန်လုံးမြန်သွားတယ်ဒီအမျိုးသမီးကျွန်တော်ထင်ထားတဲ့သူ့ရဲ့ပုံရိပ်နဲ့ကိုက်ညီပုံမပေါ်ဘူးမြို့တောင်ပိုင်းညဈေးလူတွေနဲ့ပြည့်နေနေတာပဲကျွန်တော်ရဲ့ညက်ဖက်နှက်နဲ့ဘန်တိုဘန်စင်ရှောက်သွားနေခဲ့တယ်အစင်းမြင့်ဝတ်စုံကိုဝတ်ထားတဲ့ရှန်ကျင်ချိုးကတော့လူသားကဘာတဲ့ကိုမှားဝင်လာတဲ့နတ်သမီးတစ်ပါးလိုပဲလုံးဝကိုအမဝင်ခွင့်မကျဖြစ်နေတာလမ်းသွားလမ်းလာတွေအကုန်လုံးကကျွန်တော်တို့နှစ်ယောက်ကိုတပြိုင်နက်တည်းစိုက်ကြည့်နေကြတယ်ဒီအလှနဲ့သမီးနဲ့တားရဲတိရစ္ဆာန်တွေအတွက်တနာစရာအပြည့်ရှိတဲ့မျက်ဝန်းတွေနဲ့ပေါ်ဟုတ်တယ်အဲ့ဒီအတိုင်းပဲလူတို့ရဲ့အကြည့်တွေနဲ့သူ့ကိုစေကြောတန့်စင်မှုကိုခံစားရစေရမယ်ကျွန်တော်တို့ကကဘာတစ်ခုတည်းကမဟုတ်ဘူးဆိုတာကိုသူသိသွားအောင်မခံနိုင်ရင်မြန်မြန်ပဲထွက်သွားလိုက်တော့ကျွန်တော်တမင်တက်တက်သူ့ကိုလူအစီကားဆုံးနေရာတွေစီခေါ်သွားခဲ့တယ်မရှန်ဒီမှာကြည့်ဦးဘလောက်စီလဲဟိုဟာသွားဆော့ရအောင်သူ့ရဲ့တီးခံနိုင်စွမ်းအကန့်အသတ်ကိုရောက်နေပြီဆိုတာကျွန်တော်သိတယ်ဒါပေမဲ့သူကအနှဲငယ်ပဲကောင်းကြီးပြခဲ့တယ်ကောင်းပြီသူအခုထိမထွက်သွားသေးဘူးနည်းနည်းလေးဆိုရပြီရတာပေါ့ဒီနေ့မင်းကိုတကယ်အခြေခံလူတန်းစားတွေရဲ့ဖျော်ဖြေရေးကဘလို့လဲဆိုတာငါပြရတာပေါ့ကျွန်တော်သူ့ကိုဆက်ပြက်နေတဲ့ဟော့ပေါ်ဆိုင်လေးစီဆွဲခေါ်သွားခဲ့တယ်တထေးဟော့ပေါ်နှစ်ပွဲပေးအဆက်ဆုံးတော့မရှန်မင်းဒီလိုအစားအစာမျိုးကိုစားလိရှိရဲ့လားရှန်ကျင်ချိုးကပုတ်ပွက်ဆူနေပြီးတောက်ပတဲ့အနီရောင်ဟင်းရည်တွေရှိတဲ့ဟော့ပေါ်အိုးကြီးကိုကြည့်ပြီးလုံးဝငြိမ်သက်သွားခဲ့တယ်သူ့လက်ထောက်ခြံချင်းကတော့ငိုတော့မဲ့ပုံစံမျိုးဖြစ်နေတာသူကကျွန်တော်ကိုမျက်စိမိတ်ပြမျက်နှာပြပြနဲ့အချက်ပြနေတယ်မခံနိုင်တော့ဘူးလို့မြမပြောလိုက်တော့မြန်မြန်ထွက်သွားခြင်းပြီလို့ပြောလိုက်တော့ဆိုပြီးတော့ပေါ့အဲ့ဒီအချိန်မှာပဲမောက်မာတဲ့အတန်တစ်ခုဖြတ်ဝင်လာတယ်ဟောလူအိမ်ရှိမင်းသားလေးပါလားဒီလိုအမိုက်တွေကိုစားရလောက်အောင်ထိဘလို့တောင်နှိမ့်ကျသွားရတာလဲလင်းစီရှန်ကကျွန်တော်ကိုအမြဲတမ်းတေးလောက်အောင်မုန်းတာသူ့ဘေးကလက်ပါစီတွေကလည်းကျွန်တော်ကိုလှောင်ပြုံးတွေနဲ့ကြည့်နေကြတယ်လင်းစီရှန်ရဲ့မျက်နှာဘေးကတော့မြင်မကောင်းဘူးလန့်လဲလန့်သွားတယ်လို့မနာလိုစိတ်ကိုလည်းဖုံးမထားနိုင်ဘူးဥက္ကဋ္ဌရှန်ရှင်ပါလို့ဒီရောက်နေတာလဲရှန်ချင်းချိုးကတော့သူ့ကိုတစ်ချက်တောင်လှည့်မကြည့်ဘူးဒါနဲ့ပဲလင်းစီရှန်ကသူ့ဒေါသတွေကိုကျွန်တော်ပေါ်ပုံချတော့တယ်လူရှင်းရီမင်းတော်တော်တတိရှိတာပဲဥက္ကဋ္ဌရှန်ကိုဒီလိုနေရာမျိုးခေါ်လာရဲတယ်ပေါ့ဥက္ကဋ္ဌရှန်ကိုဒီလိုနေရာမျိုးခေါ်လာရဲတယ်ပေါ့မင်းပါရီကြံစီနေတာလဲကျွန်တော်သဘောကျလို့လေဘာဖြစ်လဲမင်းနဲ့ဘာဆိုင်လို့လဲဒီအယူကတကယ်တော့ကူညီပေးတဲ့သူပဲမြန်မြန်ဆက်ဆဲဆန်းပါဒါမှရှန်ချင်းချိုးကကျွန်တော်အပေါ်လုံးဝစိတ်ပြတ်သွားမှာဥက္ကဋ္ဌရှန်သူ့အလှည့်စားကိုမခံပါနဲ့သူကပညာလည်းမရှိဘာကောင်မှလည်းမဟုတ်တဲ့အမိုက်ပဲသူနဲ့တွဲနေတာမိမိကိုယ်ကိုတိတ်ခါချနေတာပဲဘေးကဝိုင်းကြည့်တဲ့လူတွေကတဖြည်းဖြည်းပိုများလာတယ်ကျွန်တော်ရင်ထဲမှာတော့ဝမ်းသာလုံးဆိုနေပြီဟုတ်တယ်ကောင်းကောင်းသာဆဲဆန်းပါကျွန်တော်ကိုလူမိုက်အမိုက်လိုပဲဆဲလိုက်ဆန်းပါနောက်ဆုံးတော့ရှန်ချင်းချိုးတုတ်ပြန်လာပြီးသူဖြည်းဖြည်းချင်းခေါင်းမောကြည့်တယ်သူ့ရဲ့အေးဆက်ဆက်အကြည့်တွေကလင်းစီရှန်ပေါ်ကြားရောက်သွားတယ်ပောက်ကရတွေပြောလို့ပြီးပြီလားဥက္ကဋ္ဌရှန်ကျွန်တော်ကရှင်ချိုးအတွက်စေတနာနဲ့ပြောတာပါရှန်ချင်းချိုးကနှုတ်ခမ်းကိုအနှဲငယ်ကွေးပြီးအလွန်အေးဆက်တဲ့အပြုံးတစ်ခုပြုံးလိုက်တယ်ငါရဲ့ကိုကြီးကိုတာကိစ္စမင်းကဘယ်တော့ကလေးကဝင်ပါပြီးလက်ညှိုးထိုးခွင့်ရသွားတာလဲဒါတွေမကသေးဘူးသူလက်လန်းလိုက်တယ်ပြီးတော့တဘာဝကြကြပဲကျွန်တော်လက်မောင်းကိုတွဲလိုက်တယ်သူကအတုံးမကျတဲ့သူဟုတ်မဟုတ်ဆိုတာမင်းထက်ငါကပိုသိတယ်ဒါအပြင်သူကတကယ်ပဲအတုံးမကျရင်တော့ငါကတော့သူ့ကိုသဘောကျတော့မယ်ညစည်းတန်းတစ်ခုလုံးချက်ချင်းမုံဝင်သွားသလိုငြိမ်ကျသွားတယ်လင်းစီရှန်ဆိုရင်ပါဆက်ကြီးအဟောင်းသားနဲ့ကြက်ဥတစ်လုံးတောင်ထည့်လို့ရမယ့်အတိုင်းပဲသူပါပြောလိုက်တာလဲကျွန်တော်ကိုသဘောကျတယ်ဟုတ်လားမဖြစ်နိုင်တာသူစကားမှပြောတာလားအမကြီးရ
မင်းကအေးဆက်ပြီးခံရတဲ့အမျိုးသမီး CEO လေးမင်းရဲ့ပုံရိပ်တွေအကုန်ပျက်စီးကုန်ပြီးအဲ့ဒါတီးရလားရှန်ချင်းချိုးကကျွန်တော်ခန္ဓာကိုတောင့်တင်းသွားတာကိုရိပ်မိပုံရတဲ့သူကကျွန်တော်လက်မောင်းကိုပို့ပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတယ်ပြီးတော့စီရီပေနေတဲ့စပွဲမှာထိုင်ဖို့ကျွန်တော်ကိုဆွဲခေါ်သွားတယ်အကိုမာလာခောက်ဆွဲနှစ်ပွဲပေးပါတပွဲကမဆက်နဲ့တော့ကျေးဇူးတင်ပါတယ်အကိုဆိုင်ရှင်ကအိမ်မက်ကနိုးလာတယ်လို့ပဲချက်ချင်းလှည့်ပြီးခောက်ဆွဲသွားပြုတ်ပေးတယ်လင်းစီရှန်ရဲ့မျက်နှာကတော့အသေးရောင်ခရမ်းရင်ရောင်လိုညိုမဲသွားတယ်ရှန်ချင်းချိုးမင်းနောင်တရစေရမယ်သူကကြုံဝါပြီးသူ့လက်ပါစီတွေနဲ့အတူလစ်ထွက်သွားတယ်ကျွန်တော်သူ့ရဲ့တနာစရာကောင်းတဲ့ကြောပြင်ကိုကြည့်နေမိပေမဲ့နည်းနည်းမှအားရကျဉ်နှံ့မှုမရှိဘူးအခုချိန်မှာကျွန်တော်ကောင်းဆိုင်ပြီးငိုပဲငိုချင်တော့တယ်အမကြီးဟာမင်းတကယ်ပဲဘာလုပ်ချင်နေတာလဲမနှက်ဖြန်သတင်းစာမျက်နှာဖုံးမှာတော့ရေခဲတောင် CEO မလေးအမိုက်ကောင်လေးအပေါ်ယူသွတ်နေဆိုပြီးတေချာပေါက်ပါလာတော့မှအဲ့ဒီနောက်ပိုင်းကျွန်တော်ဘလို့လုပ်အေးအေးဆေးဆေးနေရတော့မှလဲမာလာဟင်းကချက်ချင်းရောက်လာတဲ့ချင်းချိုးကအခွင့်ကောင်းယူပြီးတူကိုကောက်ကင်ကဟင်းရွက်တစ်ဖက်ကိုရင်ရင်ကြေးကြေးညက်စားပြီးဖြည်းဖြည်းချင်းဝါနေတယ်မစားဘူးလားစားရမှာလားကျွန်တော်ခေါင်းထဲမှာရှုပ်ရှက်ခတ်နေပြီးဒီမိမကတကယ်ကြောက်စရာကောင်းတယ်ဘလို့ကြိုးကြောင်းဆင်ခြင်မှုမှမရှိဘူးကျွန်တော်စုံခုံးလို့ခံစားနေရတယ်ဘလောက်ပဲရုန်းကန်ကျွန်တော်တူကိုကောက်ကင်ပြီးစိတ်မပါလက်ပါပဲအနှဲငယ်ညှက်စားလိုက်တဲ့အဆက်ကခေါင်းပေါ်တန်းတက်လာတာပဲဖြူစင်တန့်ရှင်းတဲ့လက်ကင်ပူဝါတစ်ထည်ကျွန်တော်စီရောက်လာတဲ့ရှန်ချင်းချိုးရဲ့လက်ကင်ပူဝါပဲအဆက်မစားနိုင်ရင်လည်းအတင်းမစားပါနဲ့ကျွန်တော်လက်ကင်ပူဝါကိုယူပြီးပါဇက်ကိုအပြားလဲတုပ်လိုက်တဲ့မျက်နှာတစ်ခုလုံးပူထူသွားတာပဲအဆက်ကြောင့်လားဒါမှမဟုတ်တခြားအကြောင်းကြောင့်လားတော့မသိဘူးအဲ့ဒီညကကျွန်တော်လုံးဝအိတ်မပြောခဲ့ဘူးရှန်ချင်းချိုးရဲ့စကားတွေကခေါင်းထဲမှာတဝဲလေလေဖြစ်နေတော့မယ်သူကအတုံးမကြရင်တော့ငါကတော့သူ့ကိုသဘောကျတော့မယ်နောက်ရက်မနေ့စောစောမှာတော့ကျွန်တော်မျက်ကွင်းညိုကြီးတွေနဲ့အောက်ထပ်ကိုဆင်းလာခဲ့တယ်ဒါကိုလာကြည့်စမ်းမင်းသတင်းစာမျက်နှာဖုံးမှာပါနေပြီးကျွန်တော်ရှောက်သွားပြီးကြည့်လိုက်တာချက်ချင်းပဲတီးပြီးသတိလစ်မတက်ဖြစ်သွားတယ်တုံးလုံး6ချဖွယ်သတင်းထူဘီလီယံနာ CEO ရှန်ချင်းချိုးကလူမိသားစုကိုပိုင်ဆိုင်ကြောင်းကြေညာညစေးတန်းတွင်လူသိရှင်ကြားကာကွယ်ပေးခဲ့အောက်ကတွဲပေးထားတဲ့ပုံထဲမှာတော့ရှန်ချင်းချိုးကခန့်ညားထဲဝါတဲ့သူရဲကောင်းတစ်ယောက်လိုဖြစ်နေပြီးကျွန်တော်ကတော့သူ့နောက်ကတနာစရာဇနီးငယ်လေးတစ်ယောက်အတိုင်းပဲမျက်စိထဲမှောက်မိုက်သွားတာပဲသွားပြီးအကုန်သွားပြီးကျွန်တော်အပင်ပန်းခံတိဆောက်ထားတဲ့အတုံးမကျတဲ့အမိုက်ကောင်ပုံရိပ်ကအခုတော့တမျိုးလုံးရဲ့အမြင်မှာအာနာရှင် CEO မလေးရဲ့ကာကွယ်မှုကိုခံနေရတဲ့ယောက်ျားပြော့လေးဖြစ်သွားပြီးဖုန်းကလည်းအယူမူတုံခါနေတော့တာပဲတငယ်ချင်းဆိုးတွေစီကဂုံပြူစာတွေအတင်းပြောတဲ့စာတွေကြီးပဲကျွန်တော်စိတ်တူတူနဲ့ဖုန်းကိုဘေးဖယ်ပစ်လိုက်တယ်အဲ့ဒီအချိန်မှာပဲမသိတဲ့နံပါတ်တစ်ခုကခေါ်လာတယ်ဘသူလဲလူအိမ်ရှိမင်းသားလေးလားကျမကဥက္ကဋ္ဌရှန်ရဲ့လက်ထောက်ချန်ချင်းပါဥက္ကဋ္ဌရှန်တခုခုဖြစ်လို့ပါကျွန်တော်ရင်ထဲချက်ချင်းတုံ့လောက်သွားတယ်ဘာဖြစ်လို့လဲမဖြစ်နိုင်တာမနေ့ကမာလာခောက်ဆွဲတပွဲကအဲ့လောက်တောင်ဖြတ်အားပြင်းလို့လားသူ့ကိုအရေးပေါ်ခန်းနဲ့တန်းပိုးလိုက်ရတာလားဒါဆိုကျွန်တော်ကတရခန့်ဖြစ်သွားပြီပေါ့မဟုတ်ပါဘူးဒီနေ့ဥက္ကဋ္ဌရှန်ကသူ့ရုံခန်းထဲမှာတကားပိတ်ထားပြီးဘသူ့ကိုမှမတွေ့ဘူးကျမသူစိုးရင်လို့ပါသူစကားကိုဆက်မပြောတော့ဘူးဒါပေမဲ့ကျွန်တော်နားလည်လိုက်တယ်ရှန်ချင်းချိုးရဲ့စိတ်ကြွစိတ်ကြယောဂပြန်ထလာတာပဲဒီတခါတော့စိတ်ကြတဲ့အပိုင်းပေါ့သူရင်ကလည်းခဏခဏဒီလိုပဲလားဟုတ်ပါတယ်ဒါပေမဲ့ဒီတခါကတော့ထူးထူးခြားခြားပြင်းထန်နေတဲ့လူအိမ်ရှိမင်းသားလေးကျေးဇူးပြုပြီးလာပေးလို့ရမလားမနေ့ကဥက္ကဋ္ဌရှန်ရှင်းနဲ့ရှိနေတော့ကသူ့အခြေအနေကနှစ်ပေါင်းများစွာအတွင်းအကောင်းဆုံးပဲသူ့အခြေအနေကနှစ်ပေါင်းများစွာအတွင်းအကောင်းဆုံးပဲဟုတ်လားကျွန်တော်တိတ်ဆိတ်သွားတယ်ကျွန်တော်သွားတော့ကောဘာထူးမှလဲကျွန်တော်ကစိတ်ကျမ်းမာရေးဆရာဝန်မှမဟုတ်တာဒါအပြင်အခုချိန်မှာကျွန်တော်သူ့ကိုဝေးဝေးကရှောင်းနေတာတော့အချိန်မမီသေးဘူးသူအဆင်ပြေပြေမပြေပြေကျွန်တော်နဲ့ဗာဆိုင်လို့လဲလိပ်စာပို့လိုက်ပါဖုန်းချပြီးကျွန်တော်ခေါင်းကိုစိတ်ပြက်လက်ပြက်ကုတ်လိုက်မိတယ်ဟုကျွန်တော်တကယ်ယူသွားပြီးထင်နေထားပါတော့မနေ့ကမာလာခောက်ဆွဲတပွဲအတွက်ကျေးဇူးဆက်တယ်လို့ပဲသဘောထားလိုက်မယ်ထားပါတော့မနေ့ကမာလာခောက်ဆွဲတပွဲအတွက်ကျေးဇူးဆက်တယ်လို့ပဲသဘောထားလိုက်မယ်တွားကြည့်ပြီးတာနဲ့ချက်ချင်းပြန်မယ်10မိနစ်တောင်ပိုမနေဘူးနိုင်ဝက်ကြာမှာတော့ရှန်ချင်းချိုးရဲ့ကုမ္ပဏီကိုရောက်လာခဲ့တဲ့ရွှန်ရှင်းကယူတိုက်အောက်ကဒီရုံးအဆောက်အုံကရှန်ချင်းချိုးကိုယ်တိုင်တိစောက်ထားတဲ့စီးပွားရေးစုံပဲချန်ချင်းကအခန်းထဲမှာပြပြတလဲစောက်နေပြီးကျွန်တော်ကိုမြင်တော့ကဲတင်ရှင်ကိုမြင်လိုက်ရတယ်လို့ပဲလူအိမ်ရှိမင်းသားလေးနောက်ဆုံးတော့ရောက်လာပြီပဲသူကကျွန်တော်ကိုအပေါ်ဆုံးထက်ရုံခန်းတကားဝက်စီတန်းခေါ်သွားတယ်အကြီးတန်းမန်နေဂျာတော်များများကစိုးရိမ်တကြီးနဲ့ခောက်တုံခောက်ပြန်ရှောက်နေကြတယ်ကျွန်တော်ကိုမြင်တော့အားလုံးလန့်သွားကြတယ်မျက်နှာအမူအရာတွေထူးဆန်းနေုံတင်မကဘူးမထောက်ထားမှုကိုလည်းဖုံးမထားနိုင်ကြဘူးချန်ချင်းကလေးလံတဲ့ရုံခန်းတကားကိုတွန်းဖွင့်ပြီးဝင်ဖို့အချက်ပြတယ်ကျွန်တော်အထဲဝင်လိုက်တော့ကြီးမားတဲ့ဝရန်တာမှန်ပြတင်းပေါက်ကြီးအရှိမရှန်ချင်းချိုးကကျွန်တော်ကိုကြောပေးရနေတယ်သူကအလုပ်ဝတ်စုံကိုဝတ်ထားတော့မဲ့ဒါပေမဲ့သူ့ရဲ့ကြောပြင်ကတကယ်ကိုအထီးကျန်ပြီးအားနွယ်လွန်းလာတဲ့အတောင်ပံကျိုးနေတဲ့လက်ပြလေးတစ်ကောင်လိုပဲဟဲ့ကျွန်တော်ရောက်ပြီးရှန်ချင်းချိုးကလှည့်မကြည့်ဘူးကျွန်တော်အတင်းပဲရှောက်သွားလိုက်ရတယ်မင်းရဲ့လက်ထောက်ကမင်းရုံခန်းထဲမှာတကားပိတ်ထားတယ်ဆိုလို့ဘာဖြစ်လို့လဲကုမ္ပဏီဒေဝါလီခံရလို့လားဖះကြီးဒီလေတူးကတကယ်ကိုအသက်ရှူချက်เสียရပဲသူ့ကိုနှစ်သိမ့်ဖို့ဘာပြောရမလဲကျွန်တော်မသိဘူးပြက်လုံးတစ်ခုခုပြောပြရမလားထားလိုက်ပါတော့ကျွန်တော်ပြက်လုံးတွေကပေါက်ကရတွေပဲမပြောတာပိုကောင်းပါတယ်ရှန်ချင်းချိုးကဘာတော့ပြန်မှုမှမရှိသေးဘူးကျွန်တော်စိတ်မရှိတော့ဘူးဟေ့စကားတခွန်းလောက်ပြောပါဦးအာလာဒီမိမဘာတွေလုပ်နေတာလဲစကားတခွန်းမှမပြောပဲ
ကျွန်တော်ကိုအလှပြဖို့ခေါ်ထားတာလားနောက်ဆုံးတော့ရှန်ချင်းချိုးကဖြည်းဖြည်းချင်းလှည့်လာတယ်ကျွန်တော်ချက်ချင်းမြင်သက်သွားတယ်သူ့မျက်နှာမှာဘာအမူအရာမှမရှိဘူးဒါပေမဲ့အဲ့ဒီမျက်ဝန်းတွေကစိတ်ပြတ်မှုနဲ့တေချင်းတရားတွေပြည့်နေနေတဲ့အဆုံးမရှိတဲ့တွင်းနဲ့ကြီးလိုပဲကျွန်တော်နှလုံးသားကမမြင်ရတဲ့လက်တစုံရဲ့ပြင်းပြင်းထန်ထန်ညှစ်ချေခြင်းကိုခံလိုက်ရတယ်လို့ပဲနာကျင်လိုက်တာထွက်သွားနှင်းကိုဒီမှာမကြိုဆိုဘူးထွက်သွားဒီတော့တာကဘဲကလာမှန်းမသိပေမဲ့ကျွန်တော်သူ့လက်ကဝတ်ကိုတင်းတင်းဆုပ်ကင်လိုက်တယ်ကျွန်တော်ကဒီဝေးကြီးကနေလာခဲ့တာမင်းကထွက်သွားဆိုရုံနဲ့ထွက်သွားရမှာလားကျွန်တော်မှမျက်နှာရှိသေးတယ်နော်ဝါသူ့လက်တွေကဘာလို့ဒီလောက်တောင်အေးဆက်နေရတာလဲတကယ်ဒုက္ခပဲကျွန်တော်သူ့ကိုဆွဲပြီးဆိုဖာပေါ်မှာအတင်းထိုင်ခိုင်းလိုက်တယ်ငိမ့်ထိုင်မလုံးနဲ့ကျွန်တော်လျှောက်သွားပြီးကျွန်းကျွန်းကျင်ကျင်ပဲအလုတ်ဆက်လုပ်တဲ့ကော်ဖီလုံးဝမတိုက်ဘူးအဲ့ဒါကသူ့ရဲ့စိုးရိမ်စိတ်ကိုပိုတိုးစေတယ်ရေခဲတက်တာထဲမှာနွားလို့ရှိလာရပြီနွားလို့တစ်ခွက်နှွေးပေးလိုက်မယ်ခဏလေးတွင်းမှာပဲအငွေ့တထောင်ထောင်ထနေတဲ့နွားလို့တစ်ခွက်ကသူ့အရှိမရောက်လာတယ်တောက်လိုက်ရှန်ချင်းချိုးရဲ့ဗလာချင်းနေတဲ့မျက်ဝန်းတွေထဲမှာနောက်ဆုံးတော့အလင်းရောင်အနှဲငယ်ပေါ်လာတယ်သူမလုပ်ဘူးကျွန်တော်စိတ်တူလာတဲ့ဖန်ခွက်ကိုကောက်ကင်ပြီးသူ့နှုတ်ခမ်းနားကိုကပ်ပေးလိုက်တယ်တောက်ပါဆိုအင်္ဂလိပ်လိုပြောတာနားမလည်ဘူးလားဒါပေမဲ့ရှန်ချင်းချိုးကမန်နန်ဆုံးမအောက်လမ်းမိနေတယ်လို့ပဲနာခံမှုရှိရှိပစက်ဟပ်ပြီးတမြုံမြုံတောက်လိုက်တယ်နှွေးထွေးတဲ့နွားနို့ကသူ့လက်ချောင်းထဲစီးဆင်းသွားပြီးသူ့ရဲ့အေးဆက်တောင့်တင်းနေတဲ့ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းနှွေးထွေးစေပုံရတယ်သူတောက်ပြီးတာနဲ့ကျွန်တော်ဖန်ခွက်ကိုစပွဲပေါ်ဆောင်းချလိုက်တယ်ကဲနွားနို့လဲတောက်ပြီးပြီးကျွန်တော်လဲအကျွေးဆက်ပြီးပြန်တော့မယ်ကျွန်တော်လှည့်ထွက်ခဲ့တယ်ဘာတော့ဆိုင်မှုမှမရှိဘူးဒီနေရာကနေမြန်မြန်ထွက်သွားမှရမယ်ဒီမှာဆက်နေရင်ကျွန်တော်ပါစိတ်တက်ကြတော့မယ်ဒီမိမကအေးအေးဆေးဆေးဘဝကိုဖျက်တမ်းကျင်တဲ့ကျွန်တော်စိတ်ကိုတကယ်ဖျက်ဆီးနေတာပဲကျွန်တော်တကားဝကိုရှောက်သွားတယ်တကားလက်ကင်ကိုလက်နဲ့ကင်လိုက်ရုံရှိသေးနောက်ကနေအနှဲငယ်တုံရီနေတဲ့ပြတ်သားတဲ့အတန်တစ်ခုထွက်လာတယ်မသွားပါနဲ့ကျွန်တော်ခြေလမ်းတွေချက်ချင်းရက်တန့်သွားတယ်ကျွန်တော်လည်းမကြည့်ဘူးဘာလဲဟာသူတကယ်ပဲကျွန်တော်ကိုကတ်တွယ်နေတာလားကျွန်တော်ကမင်းရဲ့ကိုယ်ပိုင်စိတ်ခံစားချက်ပုံချစရာအမိုက်ပုံမဟုတ်ဘူးတနာရီဒီမှာငါနဲ့အတူတနာရီလောက်နေပေးပါရွှေရှင်းကယူပိုင်ဆိုင်တဲ့မြို့အနောက်ဘက်ကမြေကွက်ကိုနင့်ကိုပေးမယ်ကျွန်တော်ကောင်းကိုချက်ချင်းလှည့်ကြည့်လိုက်တယ်မြို့တွေကအဲ့ဒီမြေကွက်ဟုတ်လားအဲ့ဒါကအခုတစ်မြို့လုံးမှာအလူရက်ဖြစ်နေတဲ့အကောင်းဆုံးအိမ်ချမ်းမြေကွက်လေးအချက်ချာအကျဆုံးနေရကိုအခုသူကကျွန်တော်ကိုဒီတိုင်းပေးမယ်လို့ပြောနေတာလားတကယ်ဖြုံးတိတက်တဲ့မိန်းမပဲဒီလောက်ကြီးမားတဲ့မြေကွက်ကြီးကိုဘာမှမဟုတ်တယ်လို့မျိုးပေးပြရတယ်လို့နင့်မိသားစုကဗန်ဖွင့်ထားတယ်အောက်မိနေလားဟုတ်သားပဲသူ့မိသားစုကတကယ်ဗန်ဖွင့်ထားတာပဲဒီမိန်းမကတကယ်ယူနေပြီးသူကျွန်တော်ကိုစိုက်ကြည့်နေတယ်သူ့မျက်ဝန်းတွေထဲမှာစိုးရိမ်တကြီးမျောလင်းချက်တွေပြည့်နေတာပဲသူ့မျက်ဝန်းတွေထဲမှာစိုးရိမ်တကြီးမျောလင်းချက်တွေပြည့်နေတာပဲအရှင်သခင်ရဲ့စွန့်ပစ်ခြင်းကိုခံရမှာကြောက်နေတဲ့တိရစ္ဆာန်လေးတစ်ကောင်လိုပဲကျွန်တော်ရင်ထဲကစိတ်မရှိမှုတွေချက်ချင်းပျောက်ကွယ်သွားတယ်မင်းရဲ့အလကားရတဲ့မြေကွက်ကိုဘသူကလိုချင်လို့လဲကျွန်တော်လက်ပြန်လာပြီးဆိုဖာပေါ်မှာပြန်ထိုင်လိုက်တယ်တိတိကျကျတနာရီပဲတော့10မိနစ်တောင်ပိုးမနေဘူးရှန်ချင်းချိုးရဲ့မျက်ဝန်းတွေကမှောင်မိုက်တဲ့ညစ်ကောင်းကင်မှာမီရှူမီပန်းတွေရုတ်တရက်ပွင့်အန်လာတယ်လို့မျိုးချက်ချင်းလင်းလက်သွားတယ်သူကျွန်တော်ဘေးကတယောက်ထိုင်ဆိုဖာမှာထိုင်ပြီးကျွန်တော်ကိုတိတ်တဆိတ်စိုက်ကြည့်နေတယ်လေတူးကပြန်ပြီးစိတ်မတက်မတာဖြစ်လာပြန်ပြီးသူ့ရဲ့စိုက်ကြည့်မှုကကျွန်တော်တကိုယ်လုံးကိုနေရခတ်စေတယ်ဘာကြည့်နေတာလဲချောတဲ့ယောက်ျားလေးတစ်ခါမှမမြင်ဘူးလားတရိတ်ဆန်ယုံကမြောက်တကောင်လိုခံစားရအောင်လုပ်နေတယ်ကျွန်တော်အိတ်ထဲကဖုန်းကိုထုတ်ပြီးဗီဒီယိုတိုတွေကိုပုတ်ကြည့်နေလိုက်တယ်ဟာဟာဟာဒီခွေးကတကယ်အယူပဲဒီဖစ်တာကတကယ်ရေရတဲ့တေတော့မှာပဲကျွန်တော်ဘေးကရှန်ချင်းချိုးကိုလုံးဝလစ်လူရှူထားလိုက်တယ်သူ့ရဲ့နှုတ်ခမ်းတောင်းတွေကလည်းကျွန်တော်နောက်ကိုလိုက်ပြီးအနှဲငယ်ကွေးတက်သွားတယ်သူကအဲ့ဒီမှာငင်ငင်လေးထိုင်နေပြီးသူ့ရဲ့အကြည့်တွေကတဖြည်းဖြည်းပိုပြီးနူးညံ့လာတယ်ရုံးခန်းထဲကအဲ့ဒီအသက်ရှူချက်စရာလေတုကကျွန်တော်တတိမထားမိခင်မှာပဲတဲလို့စမကြံပျောက်ကွယ်သွားခဲ့ပြီးတနာရီကချက်ချင်းကုံဆုံးသွားတဲ့ဖုန်းလို့ဆက်မြည်လာတာနဲ့ကျွန်တော်ချက်ချင်းထွက်လိုက်တယ်အချိန်စိတ်ပြီးကျွန်တော်သွားပြီးကျွန်တော်နောက်ဆုံးတော့လွတ်မြောက်ပြီလားဒါပေမဲ့စောစောကသူ့ပုံစံကတကယ်တနာစရာကောင်းပါတယ်နောက်ရက်မှာတော့ကျွန်တော်ဖေဖေရဲ့အော်ဟစ်တန်ကြောင့်လက်နိုးလာခဲ့ရတယ်လူရှင်းကြီးမင်းကောင်လေးအခုချက်ချင်းအောက်ဆင်းလာခဲ့စမ်းကျွန်တော်အိတ်ချင်မှုတူးနဲ့အောက်ထပ်ကိုဆင်းလာခဲ့တယ်မင်းမျိုးလေခေါင်ကအဲ့ဒီမြေကွက်ကိုဘယ်တော့မှရလိုက်တာလဲကျွန်တော်ကြောင်သွားတယ်သူကျွန်တော်ကိုတကယ်ပေးလိုက်တာပဲဒီရှန်ချင်းချိုးဆိုတဲ့ကောင်မလေးကမင်းရဲ့ဘာကိုသဘောကျလို့လဲကားတွေအိမ်တွေလက်ဆောင်ပေးတာပဲမြင်ဘူးလေအဖိုးတန်မြေကွက်ကြီးကိုလက်ဆောင်ပေးတာတော့ဒါပထမဆုံးပဲကျွန်တော်လည်းသိကျင်တာပေါ့ဒါကကျွန်တော်တို့အတိုင်းဝိုင်းမှာအကြီးမားဆုံးပဟေးလေးဖြစ်သွားပြီးဘယ်သူမှစဉ်းစားလို့မရကြဘူးတချို့လူတွေဆိုကျွန်တော်ကရှန်ချင်းချိုးကိုတခုခုနဲ့ချင်းချောက်ထားတယ်လို့တောင်ထင်နေကြတာအဲ့ဒါကိုတော့ကျွန်တော်တကယ်ပဲမျက်လုံးလှန်ပြလိုက်ခြင်းနဲ့ချင်းချောက်နိုင်ရင်ကောင်းမှာပဲဒါပေမဲ့သူ့ဖုန်းနံပါတ်ကိုတော့ကျွန်တော်လွတ်မရပါဘူးအနောက်ဘက်ကမြေကွက်ကိစ္စကဖေဖေရဲ့ကျွန်တော်အပေါ်အမြင်ကိုလုံးဝပြောင်းလဲသွားစေတယ်သူကကျွန်တော်ကိုကုမ္ပဏီမှာအလုပ်တင်ဆင်းပြီးအတွေ့အကြုံယူမလားလို့တောင်စမ်းသပ်မေးမြန်းလာသေးတယ်ကျွန်တော်လန့်သွားပြီးလက်ကိုအတင်းရမ်းခါလိုက်မိတယ်ကုမ္ပဏီမှာအလုပ်လုပ်ရမယ်ဟုတ်လားဒါကတေတာထက်တောင်ဆိုးသေးတယ်အဲ့ဒီနေ့ကကျွန်တော်အိမ်မှာအသစ်ဖော်ဆက်ထားတဲ့မက်မုံပွင့်ဝိုင်ကိုပဲအာယုံစိုက်ပြီးဆက်နေတာရှန်ချင်းချိုးကထပ်ပြီးဖုန်းခေါ်လာပြန်တယ်ကျွန်တော်လက်တွေထပ်တုံသွားပြန်ပြီးဒီမိမကဘာလို့ဖုန်းထပ်ခေါ်ရတာလဲတစ်ချိန်ပဲကူညီမယ်လို့သဘောတူထားကြတယ်မဟုတ်လားကျွန်တော်လည်းကန်ကြမ္မာကိုအရှုံးပေးပြီးဖုန်းကိုကင်လိုက်တယ်အခုဘာဖြစ်ပြန်ပြီလဲဒီညပရာဟိတပွဲတစ်ခုရှိတယ်
ငါနဲ့လိုက်ခဲ့ဖုန်းတစ်ဖက်ကနေထွက်လာတဲ့သူ့တန်ကညင်းပယ်လို့မရတဲ့အမိတ်ပေးတံမျိုးပဲကျွန်တော်မလိုက်ဘူးအဲ့ဒီလိုနေရာတွေကပြင်းစရာကောင်းလို့နဲ့မျက်နှာဖုံးဆွတ်ထားတဲ့အပေါ်ရန်လူတွေကြီးပဲတယောက်နဲ့တယောက်ဖားနေကြတာအိမ်မှာပဲနေပြီးတောက်ရတာကပိုတက်တောင့်တက်တာရှိတယ်ပြီးတော့အဲ့ဒီလိုတောင့်တောင့်ကြီးဖြစ်နေတဲ့စွတ်တွေဝေးရမှာကြက်ညက်နေလို့အသက်တောင်ရှူရခက်တယ်လင်းစီရှန်လဲအဲ့ဒီမှာရှိလိမ့်မယ်ကျွန်တော်ချက်ချင်းတတိကြီးကြီးထားလိုက်မိတယ်ဒီအယူကဘာသွားလောက်တာလဲသူတေချာပေါက်ကျွန်တော်ကိုပြဿနာရှာဖို့အခွင့်အရေးဆောင်နေမှာပြီးတော့သူ့ရှိမှာကြွားချင်နေတာသူသွားတာကကျွန်တော်နဲ့ဘာဆိုင်လို့လဲသူကမကြသေးခင်ကတည်းကငါနောက်ကိုအယူမှုလိုက်နေတာအေးလေဒီအယူကတကယ်လက်မလျှော့နိုင်သေးဘူးဖားကောင်ကဟင်တာကြိုက်ချင်နေတာပဲဒီဟင်တာမလေးကခေါင်းထဲကစကားတွေနည်းနည်းရော့နေရင်တော့မှသူ့လိုဖားကောင်မျိုးလာထီရမဲ့သူတော့မဟုတ်ဘူးအချိန်နဲ့လိပ်စာသာပေးလိုက်ပါဖုန်းတစ်ဖက်ကနေရှန်ချင်းချိုးရဲ့နှက်ခမ်းထောင်တွေကအောင်နိုင်သူရဲ့အပြုံးမျိုးကွေးတက်သွားတယ်အဲ့ဒီညကကျွန်တော်စိုးဝစ်စုံကိုဝစ်စင်ခဲ့တယ်စိတ်ပြက်လက်ပြက်အမှုရာနဲ့ပွဲကိုရောက်လာခဲ့တယ်ရှန်ချင်းချိုးကတကားဝမှာစောင့်နေတာကြပြီးဒီနေ့သူကကြောပြင်ဖော်ထားတဲ့အမဲရောင်ညနေခင်းဝစ်စုံကိုဝစ်ထားတယ်မြင့်မြတ်ပြီးအေးဆက်ဆက်နဲ့တကယ်ကိုဆွဲဆောင်မှုရှိနေတာသူကတဘာဝကြကြပဲရှောက်လာပြီးကျွန်တော်လက်မောင်းကိုတွဲလိုက်တယ်ရောက်ပြီးပဲတေချာအောင်ရှင်းရှင်းလင်းလင်းပြောထားမယ်နော်ကျွန်တော်ကဒီမှာအတိုင်းဖြစ်ပဲလာပေးတာပွဲပြီးရင်အကျွေးကြည့်ပြီးဒီနေ့ဒီကောင်မလေးပါလို့ဒီလောက်တောင်လာနေရတာလဲသူ့ကြောပြင်ကတော်တော်ဖြူတာပဲမကြည့်နဲ့ရှန်ချင်းချိုးရဲ့ခန္ဓာကိုယ်ကအနှဲငယ်တောင့်တင်းသွားပုံရပြီးသူ့နာရွက်ဖျားတွေစီကိုတန်တရားဖြစ်ပွဲအနီရောင်တွေလွှမ်းသွားတယ်အဲ့ဒီစိတ်ပြက်စရာကောင်းတဲ့လင်းစီရှန်ကဝိုင်းခွက်ကိုကင်ပြီးရှောက်လာတဲ့သူ့မျက်လုံးတော့ဟေကချက်ချင်းသွေးဆုပ်သွားတယ်လို့နီမြန်းသွားတယ်လူရှင်းမင်းလိုအမိုက်ကောင်ကဥက္ကဋ္ဌရှန်ရဲ့ဘေးမှာရက်နေဖို့ဘာအရေးချင်းရှိလို့လဲဒီယူနဲ့စကားပြောရတာအချိန်ကုန်တယ်ဥက္ကဋ္ဌရှင်ပါလို့သူ့ရဲ့တကယ်ရုပ်ဆောင်ကိုမမြင်နိုင်ရတာလဲအဲ့ဒီအချိန်မှာပဲစီးပွားရေးလောကရဲ့ထိပ်တန်းပုဂ္ဂိုလ်ကြီးဥက္ကဋ္ဌဝမ်လျှောက်လာတဲ့ချင်းချိုးဒါဘာတူလဲရှန်ချင်းချိုးပါဆက်မဟခင်မှာပဲလင်းစီရှန်ကပြတလဲဝင်ပြောတယ်ဥက္ကဋ္ဌဝမ်သူ့နာမည်ကလူရှင်းရီပါလူမိသားစုရဲ့နာမည်ပြက်နဲ့စိုးသွက်နေတာပေါ့ဥက္ကဋ္ဌဝမ်ရဲ့မျက်လုံးထဲမှာမထောက်ထားတဲ့အကြည့်တွေဖြစ်ပြေးသွားတယ်လူကိုအပေါ်ရံပဲကြည့်ပြီးဆုံးဖြတ်တတ်တဲ့နောက်ထပ်အဖိုးကြီးတယောက်ပေါ့မင်္ဂလာပါဥက္ကဋ္ဌဝမ်ကျွန်တော်ကလူရှင်းရီပါအားလုံးကကျွန်တော်ကိုအမိုက်လို့ပြောကြတယ်ဒါပေမဲ့အမှန်တိုင်းပြောရရင်အမိုက်ဖြစ်ရတာတော်တော်မိုက်ပါတယ်နေတိုင်းစားလိုက်တောက်လိုက်နဲ့အုံနောက်သုံးစရာလည်းမလိုဘူးတော်တော်စိတ်အေးရတယ်ဥက္ကဋ္ဌဝမ်မျက်မှောင်ကျုပ်သွားတယ်လင်းစီရှန်ကတော့တိတိတတာကိုခြေနဲ့အားရနေတယ်ကျွန်တော်သူတို့ကိုကြည့်ပြီးစိတ်ထဲကနေတိတ်တဆိတ်တွက်ချက်နေမိတယ်ဒီဥက္ကဋ္ဌဝမ်နားနေခန်းထဲကဟွမ်းချောင်းယူစီ YO ကသူ့ရဲ့အဖိုးတန်ဆုံးအရာဖြစ်ရမယ်နှမျောစရာပဲအဲ့ဒီဝိုင်ကိုတေချာမသိမ်းစီထားလို့အခုပျက်စီးဖို့စနေပြီးနောက်ထပ်3လလောက်ဆိုရင်လုံးဝပျက်စီးသွားတော့မှာဒါပေမဲ့ကျွန်တော်လက်မောင်းကိုတွဲထားတဲ့ရှန်ချင်းချိုးကရုတ်တရက်ဝင်ပြောတဲ့ဥက္ကဋ္ဌဝမ်ရှင်မကြသေးခင်ကဟွမ်းစီယူဝိုင်တပလင်ရထားတယ်လို့ကြားမိတယ်ဥက္ကဋ္ဌဝမ်အနှဲငယ်အံ့အားတင်သွားပြီးမှသဘောကျကကြဲကြဲလောင်လောင်ရေတော့တယ်ဟာချင်းချိုးမင်းရဲ့တရင်ကတကယ်ကိုမြန်တာပဲဟုတ်ပါတယ်အဲ့ဒါကငါရဲ့ယတနာပဲရှန်ချင်းချိုးကခေါင်းနှဲငယ်ညိပ်ပြပြီးကျွန်တော်ကိုလှည့်ကြည့်တယ်သူ့မျက်လုံးထဲမှာလှည့်စားတဲ့အရေးရောင်တွေနဲ့ပေါ့ကျွန်တော်ဘေးကလူအိမ်ရှိမင်းသားလေးကတခြားအရာတွေကိုစိတ်မဝင်စားပေမဲ့ဝိုင်းနဲ့ပတ်သက်ရင်တော့တော်တော်လေးကျွမ်းကျင်မှုရှိပါတယ်ရှင်ကြီးမင်းခုနကပဲဥက္ကဋ္ဌဝမ်ရဲ့ဝိုင်းနဲ့ပတ်သက်ပြီးထူးခြားတဲ့အမြင်တချို့ရှိတယ်လို့ပြောခဲ့တယ်မဟုတ်လားဥက္ကဋ္ဌဝမ်ကိုဝေမျှပေးပါဦးလားကျွန်တော်ဘယ်တော့ကအမြင်ရှိတယ်လို့ပြောခဲ့လို့လဲကျွန်တော်ရှင်းရှင်းလင်းလင်းစိတ်ထဲကပဲတွေးနေတာလေကျွန်တော်ကောင်းကိုချက်ချင်းလှည့်ပြီးရှန်ချင်းချိုးကိုကြည့်လိုက်တယ်သူကကျွန်တော်ကိုအဖြစ်ကင်းတဲ့မျက်နှာပေးနဲ့ပြန်ကြည့်နေတယ်သူကျွန်တော်ရဲ့စိတ်ထဲကအတွေးတွေကိုကြားနိုင်နေတာပဲအဲ့ဒီအချိန်မှာကဘာကြီးတစ်ခုလုံးတိတ်ဆိတ်သွားသူပဲကျွန်တော်မျက်လုံးအပြူသားနဲ့ရှန်ချင်းချိုးကိုစိုက်ကြည့်နေမိတယ်သူကြားနိုင်တယ်သူတကယ်ကြားနိုင်နေတာသူကစကလေးကကြားနိုင်နေခဲ့တာပဲမပြတ်တမ်းဘာတွေဖြစ်နေတာလဲလို့ကျွန်တော်တွေးနေခဲ့တာမဆန်းတော့ပါဘူးကျွန်တော်ကအရန်စိတ်အားထက်သန်စွာတရုပ်ဆောင်နေတာသူကမုံမသွားတဲ့အပြင်ပို့ပြီးတော့တောင်စိတ်ဝင်စားလာသေးတယ်သူကတစ်ချိန်လုံးကျွန်တော်ရဲ့စိတ်ထဲကစကားတွေကိုထိုင်ကြည့်နေခဲ့တာပဲသူကကျွန်တော်ကိုတစ်ချိန်လုံးထိုင်ကြည့်နေခဲ့တာကျွန်တော်ကိုမြောက်တကောင်လိုကစားနေခဲ့တာပဲကျွန်တော်ကိုမြောက်တကောင်လိုကစားနေခဲ့တာကျွန်တော်မျက်နှာကညိုလိုက်ဖြူလိုက်ဖြစ်သွားတယ်နဖူးမှာချွေးစေးတွေပြန်လာတယ်သူကကျွန်တော်ကိုညင်ညင်တတမျက်စိတစ်ဖက်တောင်မိတ်ပြလိုက်သေးတယ်အဲ့ဒီမျက်စိမိတ်ပြမှုကကျွန်တော်မျက်စိထဲမှာတော့မိစ္ဆာစီကလာတဲ့အချက်ပြမှုအတိုင်းပဲလူအိမ်ရှိမင်းသားလေးကငါ့ဝိုင်ပေါ်အမြင်ရှိတယ်ပေါ့ကျေးဇူးပြုပြီးဝေမျှပေးဖို့မနှက်မျောပါနဲ့လင်းစီရှန်ကမထောက်ထားတဲ့နှာခေါင်းရှုံတန်ထွက်လာတယ်သူ့လိုအလိုလိုက်ထားတဲ့ကောင်ကဝိုင်ချောင်းဘာတိမှလဲအခုကျွန်တော်ခေါင်းထဲမှာလုံးဝရှုပ်ရှက်ခတ်နေပြီဘာပြောရမလဲကျွန်တော်အနာဂတ်ကိုကြိုမြင်နိုင်တယ်လို့ပြဘောရမလားဒါဆိုသူတို့ကကျွန်တော်ကိုအယူလို့ထင်ကြမှာပေါ့ရှန်ချင်းချိုးကသူ့တထောင်စီနဲ့ကျွန်တော်ကိုညင်ညင်တတာလို့လိုက်တယ်ကျွန်တော်ကိုမထီနဲ့အမှန်တိုင်းသာပြောလိုက်ပါကျွန်တော်တကူလုံးရုတ်တရက်တုန်တက်သွားတယ်ဒါကစိတ်ကူးရင်မှုမဟုတ်ဘူးမင်းပါဆက်မဟာပဲနဲ့တောင်ကျွန်တော်နဲ့စကားပြောနိုင်တာပဲဟုတ်တယ်မြန်မြန်လုံးဥက္ကဋ္ဌဝမ်ကစောင့်နေတော့ပဲငါ့ကိုတိတ်ခါမချနဲ့ချင်းတွေ့တော့ကကျွန်တော်ရဲ့ယူသွတ်တဲ့အော်ဟစ်တန်တွေညစည်းတန်းကကျွန်တော်ရဲ့ဆက်နောက်တဲ့အစီအစဉ်တွေရုံးခန်းတွေကကျွန်တော်ရဲ့မပြတ်တမ်းညှဉ်းညူတန်တွေသူအကုန်သိနေခဲ့တာပဲသူအကုန်လုံးကိုသိနေခဲ့တာအရာအလုံးကိုပေါ့အယူပဲသွားပြီးဒါကစိတ်ပိုင်းဆိုင်ရာအောင်ပွဲတင်မဟုတ်တော့ဘူးဒါကကွင်းပြင်မှာတင်လူသေးမီတကြိုလိုက်တယ်လို့ပဲကျွန်တော်မျက်နှာကဖြူဖြော့ရကနေပြန်နှမ်းသွားတယ်နဖူးမှာချွေးစေးတွေပြန်လာတယ်ကျွန်တော်အသက်ပြင်းပြင်းရှူပြီးစိတ်ကိုအတက်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားလိုက်တယ်ဥက္ကဋ္ဌဝမ်ရှင်ရဲ့အင်ပါယာကြောက်စိမ့်ဝါဝိုင်ရှင်ရဲ့စာကြည့်ခန်းထဲမှာတင်ထားတာလား
အဲ့ဒီနီညိုရောင်ဆန္ဒကူဝိုင်ဗီဒီယိုထဲမှာလေဥက္ကဋ္ဌဝိုင်ရဲ့မျက်နှာပေးကလုံးဝပြောင်းလဲသွားတယ်သူ့မျက်နှာပေါ်ကမထောက်ထားတဲ့အမူအရာတွေကချက်ချင်းတဲလုံစမကြံပျောက်ကွယ်သွားပြီးအံ့အားသင့်မှုနဲ့အလွန်မင်းတည်ကြည်မှုတွေအစားထိုးဝင်ရောက်လာတယ်မင်းဆက်ပြောဦးဝိုင်ဝါကနူးညံ့တဲ့တဘာဝရှိပြီးသူ့ရဲ့အကြီးမားဆုံးတားမြစ်ချက်ကရုတ်တရက်အပူချိန်ပြောင်းလဲတာပဲအခုအဲ့ဒီဝိုင်ကိုတောက်မယ်ဆိုရင်အစောပိုင်းရနန်းကအဆင်ပြေအောင်မှာပါဒါပေမဲ့နောက်ဆုံးရတာမှာတော့ရှာဖွေရခက်တဲ့အချင်းစူးစူးရတာတေချာပေါက်ပါနေလိမ့်မယ်တေစမ်းအကုန်ပုံအောလိုက်တော့မယ်ကျွန်တော်ကိုဘေးရင်ဆရာတယောက်လိုပဲသဘောထားလိုက်ပါဒီတိုင်းသာနောက်ထပ်3လလောက်ဆက်သိမ်းထားရင်ဝိုင်ကလုံးဝပျက်စီးသွားလိမ့်မယ်အဲ့ဒီအချိန်ကျရင်ဒါကတကယ်ပဲရှာလကာရေးတပလင်းဖြစ်သွားမှာဥက္ကဋ္ဌဝမ်ကကျွန်တော်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေပြီးသူ့လက်ဖူးမှာလည်းချွေးစေးတွေပြန်လာတယ်သူရုတ်တရက်သူ့ပေါင်ကိုရိုက်လိုက်တယ်တယောက်အခုချက်ချင်းငါးဝိုင်ကိုတွားယူဆန်းပြီးတော့ဆရာကြီးလီကိုပါဖိတ်ခဲ့ဆရာကြီးလီကနိုင်ငံအတွင်းမှာထိတ်တန်းဝိုင်မီဆန်းတဲ့ကျွမ်းကျင်ပညာရှင်ပဲအချိန်တိုအတွင်းမှာပဲဝိုင်ရောက်လာခဲ့တယ်ဆရာကြီးလီကိုလည်းလူတိုင်းရဲ့စောင့်ကြည့်မှုအောက်မှာအခင်းချင်းစီဖိတ်ခေါ်ခဲ့တယ်ဆရာကြီးလီကပလင်းကိုဖွင့်ဝိုင်ကိုငဲ့ရနံ့ကိုရှူပြီးတငုံကြီးဆန်းလိုက်တယ်တတော်လုံးမှာလူတိုင်းကအသက်ရှူအောက်ထားကြပြီးအတန်တစ်ချက်တောင်မထွက်ရဲကြဘူးစက္ကန့်အနည်းငယ်ကြာမှာတော့ဆရာကြီးလီကဝိုင်ကွက်ကိုဖြည်းဖြည်းချင်းချလိုက်တယ်ဥက္ကဋ္ဌဝမ်ဘက်ကိုတည်ငြိမ်တဲ့မျက်နှာနဲ့လှည့်ပြီးပြောတယ်ဥက္ကဋ္ဌဝမ်ဒီလူငယ်လေးပြောတာကတကယ်ကိုကွက်တိပါပဲဟာလူအုပ်ကြီးကချက်ချင်းဆူညံသွားတော့တယ်အားလုံးကကျွန်တော်ကိုမိစ္ဆာတကောင်လိုကြည့်ကြတယ်ကျွန်တော်ကတော့ခေါင်းကိုဖြည်းဖြည်းချင်းလှည့်ပြီးကျွန်တော်ဘေးကတရက်ခန့်ကိုကြည့်လိုက်တာရှန်ချင်းချိုးကကျွန်တော်ကိုမောကြည့်နေပြီးအဲ့ဒီလှပတဲ့မျက်ဝန်းတွေထဲမှာကျွန်တော်တခါမှမမြင်ဘူးတဲ့ထူးဆန်းတဲ့အလင်းရောင်တွေတောက်ပနေတယ်ဒါဆိုသူရဲကောင်းလို့ရတာတော်တော်မဆိုးဘူးမဟုတ်လားမဆိုးဘူးဟုတ်လားရှန်ချင်းချိုးမင်းစောင့်နေလိုက်ပွဲရဲ့ဒုတိယပိုင်းမှာတော့ကျွန်တော်ကလုံးဝအာယုံစိုက်ခံရတဲ့ဗဟိုချက်ဖြစ်သွားခဲ့တယ်ဥက္ကဋ္ဌဝမ်ဆိုရင်ကျွန်တော်လက်တွေကိုတင်းတင်းဆုပ်ကင်ထားတဲ့မျက်ရည်တွေတောင်ကျလို့သူကကျွန်တော်ကိုညီကိုတွေဖြစ်တွေးတောက်ဖွဲ့ဖို့အထိအတင်းအကျပ်တောင်းဆိုနေတာရှန်ချင်းချိုးကတော့အင်ရှင်မစစ်စစ်တယောက်လိုပဲမလိုအပ်တဲ့စိတ်အနှောက်အယှက်တွေအားလုံးကိုရင်ကြေးကြေးနဲ့ဖယ်ရှားပေးတယ်ဘယ်ဘက်ကထိပ်ပြောင်ကြီးကအင်ချန်မြေလုပ်ငန်းကသူကမင်းရဲ့အချက်လက်အားလုံးကိုလိုချင်နေတာသူ့ကိုလစ်လျူရှုထားလိုက်ညာဘက်ကဝဝကြီးကသူ့ရဲ့ရန်သူတော်ပဲမင်းသူ့ကိုစားဖို့တောက်ဖို့ပြောဖို့အကြောင်းတွေပြောလို့ရတယ်သူအဲ့ဓာတွေကိုသဘောကျတယ်မျက်မှောင်မကျုံနဲ့ပြုံးထားမင်းကငိုနေတာထက်ပြုံးနေတာကပိုကြည့်ကောင်းတယ်ကျွန်တော်ကျိုးဆွဲရုပ်တရုပ်လို့ခံစားရတဲ့ရှန်ချင်းချိုးကတော့နောက်ကနေကျိုးအားလုံးကိုဆွဲနေတဲ့သူပေါ့ကျွန်တော်ပွဲပြီးတဲ့အထိမနှဲအောက်ခံခဲ့ရတယ်သူ့ရဲ့ဗန်ဒလီကားထဲထိုင်နေရင်းနဲ့နောက်ဆုံးတော့ကျွန်တော်မအောက်နိုင်တော့ပဲပောက်ကွဲပစ်လိုက်တယ်ရှန်ချင်းချိုးမင်းတကယ်ပဲဘာလုပ်ချင်နေတာလဲရှန်ချင်းချိုးကကျွန်တော်ကိုအားရကျင်တဲ့အမူအရာနဲ့ကြည့်နေတယ်အမွှေးတွေထောင်နေတဲ့ကြောင်ပေါက်လေးတစ်ကောင်ကိုကြည့်ပြီးသဘောကျနေတယ်လို့မျိုးပဲငါဘာမှမလုပ်ချင်ပါဘူးဒီလိုပုံစံနဲ့မင်းကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်လို့ပါကျွန်တော်စိတ်တို့လွန်းလို့အဲ့ဒီနေရာမှာလည်းတွေးအမတက်ဖြစ်သွားတယ်စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်လားမင်းကကျွန်တော်ကိုမြောက်တကောင်လိုကစားနေတာတော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲငါမင်းကိုကစားနေတာမဟုတ်ပါဘူးရှန်ချင်းချိုးရဲ့မျက်နှာပေးကတကယ်ကိုတည်ကြည်သွားတယ်ငါက6တွေ့ပြင်းစရာကောင်းတဲ့ဗန်နာရေးအစီရင်ခံစာတွေထက်မင်းရဲ့စိတ်ထဲကအတွေးတွေကိုနားထောင်ရတာကိုသဘောကျလို့ပါအစာပေါင်း1000မှကပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်ဒါဆိုကျွန်တော်ရဲ့လှည့်စားတဲ့ချိန်တွင်းမှုအစီအစဉ်တွေအားလုံးကိုမင်းသိနေခဲ့တာပေါ့အင်းအထူးသဖြင့်မင်းကကိုအင်တာနက်ကပေးမှာတညလုံးခေါ်ထားခြင်းတဲ့အပိုင်းကလေအဲ့ဒါကတော်တော်လေးစမ်းသစ်တယ်မျက်စိထဲမှောက်မိုက်သွားတာပဲကျွန်တော်ပြင်းထန်တဲ့ထိုးနှက်ချက်ကြီးတစ်ခုကိုခံလိုက်ရတယ်လို့ပဲမင်းကကျွန်တော်ရဲ့ကိုရေးကိုတာကိုချိုးဖောက်နေတာဒါကတရားမဝင်ဘူးသွားပြီးတရားစွဲလိုက်လေတရားသူကြီးကမင်းကိုယုံမလားကြည့်ရအောင်လုံးဝရှုံးနေသွားတဲ့အတွက်ကျွန်တော်ခုခံဖို့လုံးဝလက်လျှော့လိုက်တယ်ရှုံးပွက်အိုင်လိုမျိုးထိုင်ကုန်ပေါ်ကိုပြိုဆင်းသွားတော့တယ်ဒါဆိုမင်းတကယ်ပဲဘာလို့ချင်တာလဲစိတ်ချင်းဆက်သွယ်မှုကိုဆက်ထားဖို့ပေါ်ပြီးတော့မင်းရဲ့ညှဉ်းညူတန်တွေကိုနေတိုင်းငါရဲ့ဖျော်ဖြေမှုအဖြစ်နားထောင်ဖို့မင်းရဲ့စိတ်ထဲကအတန်ကငါအတွက်ဘာကိုဆိုလိုတယ်လဲဆိုတာမင်းတခါမှစဉ်းစားဘူးရဲ့လားကျွန်တော်ကြောင်သွားတယ်ဘာကိုဆိုလိုတာလဲငါမှစိတ်ကြွယောဂရှိတယ်စိတ်ကြွတဲ့အချိန်ကျရင်ကဘာကြီးကိုဖျက်ဆီးပစ်ခြင်းပြီစိတ်ကြတဲ့အချိန်ကျရင်တော့ဒီနေရာကနေပဲခုန်ချခြင်းစိတ်ပေါက်လာတာသူကပြတင်းပေါက်အပြင်ဘက်ကမြင်မာတဲ့အဆောက်အုံတွေကိုလက်ညှိုးထိုးပြတယ်ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားတာပဲဒါပေမဲ့မင်းနဲ့တွေ့ပြီးမင်းရဲ့စိတ်ထဲကအတွေးတွေကိုကြားရတဲ့အချိန်ကစလို့အရာအလုံးပြောင်းလဲသွားခဲ့တယ်ငါစိတ်တူနေတဲ့အချိန်မင်းရဲ့ညှဉ်းညူတန်တွေကိုကြားရတာကအံ့ဩစရာကောင်းတော့အောင်ငါစိတ်ကိုတည်ငြိမ်စေတယ်ငါစိတ်ပြအားငယ်နေတဲ့အချိန်မင်းရဲ့ဟင်းကောင်းဝိုင်ကောင်းတဲ့ရုပ်ရှင်တွေအကြောင်းရှောက်တွေးနေတာတွေကိုကြားထားရရင်ဒီကဘာကြီးကထင်တယ်လို့မစိုးလာပါလားလို့ခံစားရစေတယ်သူကဖြည်းဖြည်းချင်းလက်လန်းပြီးကျွန်တော်လက်ဖမိုးပေါ်ကိုညင်ညင်တတတင်လိုက်တယ်လူရှင်းကြီးမင်းရဲ့စိတ်ထဲကအတန်ကငါအတွက်ဆေးပဲဒီလိုအေးဆက်တဲ့ကဘာကြီးထဲမှာငါ့ကိုကုသပေးနိုင်တဲ့တခုလေးတော့ကုထုံးပဲသူ့ရဲ့တည်ကြည်တဲ့မျက်ဝန်းတွေကိုကြည့်ရင်ကျွန်တော်အုံနောက်တစ်ခုလုံးလုံးဝရှော့ဖြစ်သွားတယ်ပထမဆုံးအကြိမ်ဖြစ်ကျွန်တော်နှလုံးသားဆောက်ထိုးကျသွားတယ်လို့တကယ်ခံစားလိုက်ရတယ်သူတကယ်ပြောနေတာပဲကျွန်တော်ရဲ့စိတ်ထဲကအတွေးတွေကတကယ်ပဲသူ့အတွက်ဆေးဖြစ်နေတာလားကားထဲမှာလုံးဝတိတ်ဆိတ်သွားတယ်သူကအပြစ်ဒဏ်စီရင်ချက်ကိုစောင့်ဆိုင်နေတဲ့အကျဉ်းသားတယောက်လိုဖြစ်နေတာကျွန်တော်သူ့ကိုစွန့်စွာစိုက်ကြည့်နေမိတယ်ဆေးဟုတ်လားမင်းကျွန်တော်ကိုအမွှန်းတင်လို့နေပါပြီကျွန်တော်ကဘာအစွမ်းထက်ဆေးမှမဟုတ်ပါဘူးကျွန်တော်သာဆေးဆိုရင်ဘေးထွက်ဆိုးကျိုးကလူကိုပြင်းရစေတာပဲဖြစ်လိမ့်မယ်ကျွန်တော်အတွေးကိုကြားတော့သူ့ရဲ့တောင့်တင်းနေတဲ့ပခုံးတွေရောကျသွားတယ်သူစိတ်သက်သာရစွာနဲ့တက်ပြင်းချလိုက်တဲ့ဘေးထွက်ဆိုးကျိုးရှိတဲ့ဆေးဖြစ်ရင်တော့ငါတောက်မယ်လူရှင်းကြီးဟန်ဆောင်မနေပါနဲ့တော့မင်းရဲ့လက်ကျန်ဘဝတစ်ခုလုံးမှာငါပေးမှာပဲနေပြီ
ငါရဲ့တီးတန့်ပေးထွက်ဆိုးကြိုးပဲလုပ်ပြီးတော့ကျွန်တော်မျက်နှာတစ်ခုလုံးရဲကနေဖြစ်သွားတယ်နှလုံးကလည်းအယူမှုတုန်ခါနေတာပဲဒါကအာနာရှင် CEO ဝတ္ထုတွေတဲကအတိုင်းပဲကဲကြပါဦးပြည်ကြီးချင်းရဲ့ဝါရင်ဆရာကြီးဖြစ်တယ်ကျွန်တော်တကယ်ပဲဒီလောက်ထိအစီရင်ခံလိုက်ရပြီဒါလုံးဝမဟုတ်သေးဘူးလုံးဝသိပ်ပံမကြဘူးဒါဆိုရင်တော့မင်းကျွန်တော်ကိုလာစာပေးရမယ်ကျွန်တော်လိုတီးတန့်စေးမျိုးကတော်တော်ဈေးကြီးတာကျွန်တော်စကားတွေအထစ်ထစ်အငုံငုံဖြစ်ကုန်တယ်နောက်ဆုံးအဆင့်အနေနဲ့အသေးအတန်ရုန်းကန်လိုက်တာကိုသူကညင်ညင်တတရေမောလိုက်တယ်သူရှိကိုတိုးလာပြီးသူ့ရဲ့နှွေးထွေးတဲ့အသက်ရှူတန်ကကျွန်တော်နာရွက်နာကိုလာထိတယ်ငါပိုင်ဆိုင်သမျှအရာအလုံးကိုမင်းကိုပေးမယ်အဲ့ဒါဆိုလောက်ပြီလားအဲ့ဒီညနောက်ပိုင်းမှာတော့ကျွန်တော်ဘဝကလုံးဝပြောင်းလဲသွားခဲ့တယ်ရှန်ချင်းချိုးကကျွန်တော်စီကနေတကယ်လိုက်တင်ပြီးတဖြည်းဖြည်းနဲ့အပြင်းထူတဲ့သူဖြစ်လာတယ်တလအကြာမှာတော့မြို့တောင်ဘက်ကခြံဝန်းလေးတစ်ခုထဲမှာကျွန်တော်ကလှုပ်ကလက်ထိုင်ပေါ်မှာတက်တောင့်တက်တာထိုင်နေခဲ့တယ်အရင်ကပြတ်သားလာတဲ့ရှန်ချင်းချိုးကအခုတော့ခုံတန်းလျားလေးပေါ်မှာထိုင်ပြီးသူ့ရဲ့ပုံရိပ်တွေကိုလုံးဝဆွန့်လွတ်ကတလဲတီးကိုမပီမပြင်းခွာပေးနေတယ်လူရှင်းကြီးမင်းခုနကဘာတွေးနေတာလဲကျွန်တော်တွေးနေတာကအခုချိန်မှာလေညင်းလေးတစ်ချက်ဝေးတိုက်လာပြီးမက်မုံပွင့်တွေကိုဝိုင်းအိုးရဲဆောင်ကျင်းပေးသွားရင်ဒါဆိုဒီဝိုင်ရဲ့နာမည်ကိုမက်မုံခက်စီကလေညင်းလို့ခေါ်ရမလားဒါမှမဟုတ်မူရစ်နေတဲ့ချင်းချိုးလို့ပဲခေါ်ရမလားလို့ဒီဒုတိယနာမည်ကနည်းနည်းရိုးအီလွန်းနဲ့မဖြစ်နိုင်တာတလဲတီးခွာနေတဲ့သူ့လက်တွေတန့်သွားတယ်မူရစ်နေတဲ့ချင်းချိုးဆိုတာနားထောင်လို့ကောင်းပါတယ်နည်းနည်းမှမရိုးအီပါဘူးကျွန်တော်မျက်နှာထပ်ပြီးရဲကနေဖြစ်သွားပြန်ပြီးတကယ်စိတ်ပြတ်ဖို့ကောင်းတယ်ဒီလိုမျိုးကိုကြီးကိုတာလုံးဝမရှိတဲ့ဘဝထဲမှာကျွန်တော်ဘလို့ဆက်ရှင်တန်ရမှာလဲမင်းကကျွန်တော်ဘာတွေးနေလဲအကုန်သိနေတာနောက်ဆိုကျွန်တော်မင်းအကြောင်းကြွယ်ရမှာဘလို့လို့အတင်းတုပ်ရတော့မှလဲမင်းကကိုအပြစ်ပြောချင်ရင်ငါမျက်နှာချင်းဆိုင်မှာတင်ပြောလို့ရတယ်သူကခွာထားတဲ့တလဲတီးစေးတွေအပြည့်ပါတဲ့ပကံလုံးကိုကျွန်တော်အရှိတုံးပို့ပေးပြီးတဘာဝကြကြပဲသူ့ကောင်းကိုကျွန်တော်ပေါင်ပေါ်လာမိတယ်ကျွန်တော်ရက်တောင်ကိုညင်ညင်တတချလိုက်ပြီးသူ့ဆက်ပင်တွေကိုတက်ပေးလိုက်မိတယ်တကယ်တော့ဒါကလည်းမဆိုးပါဘူးအရင်ကတော့အပြင်းထူပြီးလဲနေတာကတယောက်တည်းလှုပ်ရတဲ့အလုပ်လို့ထင်ခဲ့တာအခုကြည့်တော့လူနှစ်ယောက်အတူတူလဲနေတာကတန်ရောစင်ကိုနှစ်ဆပိုတိုးစေတာပဲမနှက်ဖြန်ကဘာကြီးပျက်စီးသွားရင်တောင်မှဒီခြံဝန်းလေးထဲမှာလေတံကိုနားထောင်ဝိုင်းနှံ့ကိုရှူရှိုက်ရင်ဘေးကမင်းကိုကြည့်နေရတဲ့၍အရာအလုံးပြည့်စုံသွားတယ်လို့ပဲရှန်ချင်းချိုးကမျက်လုံးမိတ်ပြီးကျဉ်တဲ့အတန်လေးပြုတ်လိုက်တယ်မင်းသဘောကျရဲ့လားအရင်ကငါကဘာကြီးကလုံးဝစိတ်ငြိမ်နေခဲ့တာအတန်တိုင်းကနားစီကိုထိုးခွဲနေတဲ့စူညံတန်တွေလိုပဲခံစားခဲ့ရတယ်ဒါပေမဲ့အခုတော့မင်းရဲ့ရင်ဘတ်ထဲကနှလုံးခုန်တန်မင်းရဲ့စိတ်ထဲကညှဉ်းညူတန်ပြီးတော့မင်းကောင်းတွေကထူးဆန်းတဲ့အတွေးတွေကငါကဘာကြီးကိုလင်းထိန်စေတဲ့နှွေးထွေးတဲ့မီရှူမီပန်းတွေဖြစ်လာခဲ့ပြီးလူရှင်းကြီးမင်းရဲ့ပျက်စီးယိုယွင်းနေတဲ့နေမြေတွေကိုငါ့ကိုဝင်ခွင့်ပြုခဲ့တဲ့အတွက်တကယ်ပဲကျေးဇူးတင်ပါတယ်ပြီးတော့ငါ့ကိုအကြီးတန်းနဲ့တဲကန်နာရတဲ့ကနေလက်ကမ်းပြီးဆွဲထုတ်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နေဝင်စည်းစာအလင်းရောင်ကကြားရောက်လာပြီးတယောက်ကိုတယောက်မိတွဲနေတဲ့ကျွန်တော်တို့ရဲ့အရေးတွေကိုရှေ့လျားစေတယ်ဒီနေရာကဘယ်နားမှာပျက်စီးယိုယွင်းနေလို့လဲဒါကဘယ်သူမဆိုမနာလို့ဖြစ်ရမယ့်ပရာတိတုပုံပဲမဟုတ်ဘူးလားဒါပေမဲ့အမှန်တိုင်းပြောရရင်ရှန်ချင်းချိုးမင်းနောက်ထပ်တလဲအသီးတစ်လုံးထပ်ခွာပြီးကျွန်တော်ကိုခွင့်ကျွေးမယ်ဆိုရင်တော့ဂတိပေးပါတယ်ကျွန်တော်ဒီဘဝမှာလုံးဝဆန္ဒပြတော့မှာမဟုတ်ဘူးမင်းရဲ့တီးတက်အထူးဆေးဖြစ်ပဲနာခံမှုရှိနေသွားပါမယ်ရှန်ချင်းချိုးကဖြည်းဖြည်းချင်းမျက်လုံးဖွင့်လာတယ်အဲ့ဒီအချိန်မှာသူ့မျက်ဝန်းတွေထဲမှာတောက်ပတဲ့ဂလက်စီတစ်ခုလုံးရှိနေတယ်လို့ပဲအဲ့ဒီနောက်မှာတော့ဘာအချက်ပေးမှုမှမရှိပဲသူကိုကြွလိုက်ပြီးကျွန်တော်နှကန်းကိုဖိကက်ကနမ်းလိုက်တော့တယ်တတိရဲ့ချုံငိမ့်တဲ့ရနက်တွေနဲ့ပေါ့ဂတိပဲသူ့အတန်ကကျွန်တော်စိတ်ကူးရဲ့အနက်ဆိုင်ဆုံးနေရာအထိဓာတ်ရိုက်ပဲ့တင်ထက်သွားတယ်ဒါကတေချာပေါက်ဒီຫນွေဦးမှာနှလုံးသားကိုအလုတ်ခတ်နိုင်ဆုံးဖြစ်စေမဲ့တန်စင်တစ်ခုပါပဲ